တရားစတင်ပြီးဟောကြားနာယူကြရအောင်1366ခုဝါကောင်လခွေနေ့စင်ကြံကြောင်းတင်တော်ကြီး၌ဟောကြားတော်မူအပ်သောလုံခြုံသောဘဝတရားဒေသနာတော်ဒီတရားဒေသနာတော်ကိုသတ္တညုတဉာဏ်ရှင်မြတ်ဗုဒ္ဓကိုယ်တော်တိုင်ဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒီတရားတော်ကတော့တန်ယုတ္တနိကေတဂါထာဝက်ကတန်ယုတ်ပါဠိကောသလတန်ယုတ်၌လာရှိတဲ့အတ္တရခိတသုတ်တံကိုအခြေခံပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်ဒီနေ့တရားနာပိဋကအပေါင်းသူတော်ကောင်းတို့တည်းမိမိတို့အားလုံးလုံခြုံတဲ့ဘဝကိုလိုချင်ကြတယ်လို့ဦးဇင်းပြောမယ်ဆိုရင်မမှန်ဘူးလားအားလုံးဟာလုံခြုံတဲ့ဘဝကိုအလိုရှိတဲ့ပုဂ္ဂိုလ်များသာလျှင်ဖြစ်ကြပါတယ်လုံခြုံတဲ့ဘဝဆိုတာကဘယ်လိုဘဝမျိုးကိုပြောတာလဲဘယ်လိုဘဝမျိုးကိုလုံခြုံတဲ့အဆောက်အအုံရှိတဲ့ဘဝဘယ်လိုဘဝမျိုးကိုတော့လုံခြုံတဲ့အဆောက်အအုံမရှိတဲ့ဘဝလို့သိဖို့ကတော့အလွန်တရာမှအရေးကြီးပြီလို့ပြောမယ်ဆိုရင်ပြောနိုင်ပါတယ်အချမ်းရံတွေအဆောက်အအုံတွေအလွန်တရာများပြားတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ရတဲ့အခါမှာဒီလူတွေကတော့အဆောက်အအုံရှိတဲ့ပုဂ္ဂိုလ်တွေပဲဆိုပြီးတော့မိမိတို့အားကြကောင်းအားကြောက်ကြပါလိမ့်မယ်ဒီလိုအချမ်းရံကြိုးစောတွေရှိနေတဲ့အချမ်းရံဆောက်ရှောက်တွေရှိနေတဲ့ဘဝမျိုးကိုရရှိထားတဲ့ပုဂ္ဂိုလ်တွေဟာတကယ်အဆောက်အအုံလုံခြုံတဲ့အဆောက်အအုံလုံခြုံတဲ့ဘဝကိုရရှိထားတဲ့ပုဂ္ဂိုလ်တွေလို့ခေါ်နိုင်မခေါ်နိုင်ကတော့အလုံးစုံသိတော်မူတဲ့မြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့ဒေသနာတော်နဲ့ချိန်ထိုးလိုက်ပါမှမိမိတို့အနေနဲ့အမှန်တရားကိုသိနိုင်ကြမှာဖြစ်ပါတယ်လောကမှာနေမင်းပွင့်ထွန်းတော်မူခဲ့ခြင်းမရှိဘူးဆိုရင်ဒီလောကအလုံးဟာအမှောင်တိဖုံးလွှမ်းနေမှာအမှန်ပဲဒီလိုပဲလောကမှာဘုရားကြီးဟူသောနေမင်းပွင့်ထွန်းတော်မမူခဲ့ဘူးဆိုလို့ရှိရင်ဒီလောကအလုံးဟာအမှန်နဲ့အမှားကုသိုလ်နဲ့အကုသိုလ်မသိနိုင်ဘဲနဲ့အမှောင်တိဖုံးလွှမ်းနေတဲ့လောကကြီးတစ်ခုသာဖြစ်နေလိမ့်မယ်လို့ဦးဇင်းကသဘောပေါက်တယ်တရားနာပိဋကလည်းသဘောပေါက်မယ်လို့ဦးဇင်းယူဆပါတယ်ဘာကိုပဲရည်ရွယ်ပြီးတော့မိမိတို့ရရှိထားတဲ့ရခဲ့တဲ့ဘဝလေးကိုလုံခြုံတဲ့ဘဝတစ်ခုလုံခြုံတဲ့အဆောက်အအုံရှိတဲ့ဘဝတစ်ခုဖြစ်စေခြင်းတဲ့စန္ဒတတ်တဲ့ဒီနေ့ဒီတရားကိုဟောပြီးမှဖြစ်တယ်တရားတော်ကိုမဟောကြားပြီးမှတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဒေသကထွတ်တင်ဘုရားရှင်ကိုတရားဟောတရားနာပိဋကလို့ခေါ်ဆိုနိုင်တဲ့ဥစဉ်တို့တွေအားလုံးပဲလက်စေပြထိတ်မှမူပြီးတော့မြတ်စွာဘုရားရှင်ကိုရှိခိုးကြော့လိုက်ကြရအောင်ဗုဒ္ဓဘောဓာယဒေတိတိထံတော်ယောဓမ္မထာယသာဓမ္မထာယတံတော်ဓမ္မံတိနောဝတရဏာယသာနိဗ္ဗုတောနိဗ္ဗာနထာယတံလောကတရဏံနမိလောကတရဏောလောကသုံးပါးဤကိုးစားရာတဆူဖြစ်တော်မူသောယောနာကောဗုဒ္ဓနာဂမိရောယတိအစိန်တေယထွတ်ထားခြင်းမြတ်စွာဘုရားသည်ဗုဒ္ဓသစ္စာလေးအင်ကိုယ်တော်တိုင်ထိုးထင်သိမြင်တော်မူပြီးဖြစ်၍ဘောရာယသာကြထိုက်သာသူဘုဘလူတို့ကိုတူမဲ့ယင်တိကြပါစေခြင်းကြိုးငါ၎င်းဓမ္တော်ကိုယ်တော်ကပင်ယင်ချေတော်မူပြီးဖြစ်၍ဓမ္မထာယသာကြထိုက်သာသူဘုဘလူတို့ကိုတူမဲ့ယင်ချေကြစေခြင်းငါ၎င်းတန်တော်ကိုယ်တိုင်ကပင်ကိလေသာဟုပူခတ်သိမ်းငြိမ်တော်မူပြီးဖြစ်၍ဓမ္မထာယသာကြထိုက်သာသူဘုဘလူတို့ကိုတူမဲ့ယင်ကိလေသာပူငြိမ်ကြပါစေခြင်းကြိုးငါ၎င်းဒိနောဝါတန်တရားနဝံကရေချံကိုကုသံထုတ်ချောက်ကိုတော်တိုင်ရောက်ပြီးဖြစ်၍သာလျင်တရဏာယသာကိုတော်ထတ်သူချွတ်ထိုက်သူတို့နေဘူးတာဝံမှာပဲကံတို့ကုသံထုတ်ချောက်ရောက်ကြပါစေခြင်းကြိုးငါ၎င်း
နေဗုဒ္ဓကိလေသာပြိနိဗ္ဗာန်ဝင်ဆံယုတ်သိမ်းကိုယ်တော်တိုင်အေးငြိမ်တော်မူပြီးဖြစ်၍နိဗ္ဗာနထာယသာကိုယ်တော်ထတုဝိနေလူတို့ပုခတ်သိငြိမ်ကြပါစေခြင်းကျိုးငါ၎င်းဓမ္မနေစဉ်လေးနဲ့ဓမ္မစကုဒေတိတိကရုဏာရှိသာမေတ္တာအားဖြင့်ဟောကြားတော်မူခဲ့ပါ၏လောကတရဏံလောကသုံးပါးဤကိုးစားရာတဆူဖြစ်တော်မူသောတဏ္ဍာကံဗုဒ္ဓနာဂအမိတော်ရသည်အစိန်တေယထွထာထုမြတ်စွာဘုရားကိုနမေနမာမိကိုနှုတ်နှလုံးသုံးစုံပြောင်းပြော့ငန်ကိုလျှော့၍ကတော့မြတ်နိုးလက်ဆုံမူ၍ရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားဧဝံမေတုတံဧကံသမယံဘဂဝါတာဝဋ္ဌိယံဝိဟရတိဇေတဝန္နိအာနာထပိန္တိကတအာရမေမေဖျားတပည့်တော်အရှင်အာနန္ဒာသည်ဤတံသုတ်တံဤတရားဒေသနာတော်ကိုဧဝံဤသို့တုတံနာဂံမတ္တာဆောင်ထားလျက်ပါသည်ရှင်သူမြတ်တို့ဖျားဒီစကားကသံဃာယနာတင်မထေရမြတ်တို့ကိုအရှင်အနန္ဒာမထေရမြတ်ကနေပြီးတော့လျှောက်ထားနေတဲ့စကားပဲဖြစ်တယ်။ဧကံတမေယံတပါးသောခါ၌ဘဂဝါဘုံတော်6ဆုံးတကူကုန်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသည်သာဝတိယံသာဝတိပြည်၌အာနာသာပိန္တိကတအနာတပိန်တထေကြီးသည်ဆောက်လုပ်ဒူဒံအပ်သောအာရမေနှလုံးမွေလျော်ရာဖြစ်သောဇေတဝန္နေဇေတဝန်ကျောင်းတော်၌ဝိဟရတိတရင်သုံးစံနေတော်မူစေဖြစ်ပေ၏ဒီဒေသနာတော်ဖြစ်ပေါ်တဲ့နေရာကိုပြောမယ်ဆိုရင်သာဝတိပြည်နာတပိန်တထေကြီးဆောက်လုပ်လူဒန်းတဲ့နှလုံးမွေလျော်ရာဖြစ်တဲ့ဇေတဝန်ကျောင်းတိုက်တော်မှာမြတ်စွာဘုရားရှင်တရင်သုံးစံနေတော်မူတဲ့အခိုက်ပဲဖြစ်တယ်အဲ့ဒီအခိုက်မှာပသိနတိကောသလမင်းကြီးဟာမြတ်စွာဘုရားရှင်ရှိတော်မူရာအရက်ကိုချီးကပ်ပြီးတော့မြတ်စွာဘုရားရှင်နဲ့ဝမ်းမြောက်ဝယ်စကားအသက်ထက်ဆုံးအောက်မေ့ဝယ်စကားကိုပြောဆိုပြီးတဲ့နောက်မှာမြတ်စွာဘုရားရှင်ကိုဒီစကားကိုလျှောက်ထားတယ်ဒီစကားလေးဆိုရင်မြတ်စွာဘုရားစိတ်ဉာဏ်ညာအရက်တို့ချီးကပ်ပြီးတော့တယောက်ဒီနေထိုင်တဲ့တပည့်တော်ရဲ့စိတ်မှာဒီအကျဉ်းစီဖြစ်ပေါ်မိခဲ့ပါတယ်မြတ်စွာဘုရားဒီအကျဉ်းစီလဲဆိုရင်ပေါ့ကေတံနုခောရခိတောအတ္တကေတံအရခိတောအတ္တတိကေတံဘေသူတို့သည်အတ္တမိမိကိုယ်ကိုရခိတောနုခောဆောက်ရှောက်အပ်ပါသနည်းကေတံဘေသူတို့သည်အတ္တမိမိကိုယ်ကိုအရခိတောနုခောမဆောက်ရှောက်အပ်ပါသနည်းမြတ်စွာဘုရားလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေထဲမှာဘယ်ပုဂ္ဂိုလ်တွေကမိမိကိုယ်ကိုမိမိဆောက်ရှောက်အပ်တဲ့ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်တွေကတော့မိမိကိုယ်ကိုမိမိမဆောက်ရှောက်အပ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါသလဲဆိုတဲ့ဒီစိတ်ကြံစီဟာတပည့်တော်ရဲ့စိတ်နှလုံးမှာဖြစ်ပေါ်ပြီးလာခဲ့ပါတယ်ဆိုမြတ်စွာဘုရားရှင်ကိုပသိနတိကောသလမင်းကြီးကနေလျှောက်ထားတယ်စစ်ပြီးပါလျှောက်တယ်လေမြတ်စွာဘုရားလောကရှိတဲ့အချို့သောပုဂ္ဂိုလ်တွေကိုယ်ဖြစ်မကောင်းတဲ့ကာယဒုစရိုက်ကိုပြုကျင့်ပြီးနေထိုင်ကြတာကိုလည်းတွေ့ရပါတယ်။အချို့သောပုဂ္ဂိုလ်တွေကတော့နှုတ်ဖြစ်မကောင်းတဲ့ဝစီဒုစရိုက်တွေကိုပြုကျင့်ပြီးနေကြတယ်။အချို့သောပုဂ္ဂိုလ်တွေကတော့စိတ်ဖြစ်မကောင်းတဲ့မနောဒုစရိုက်တွေကိုပြုကျင့်ပြီးနေထိုင်ကြပါတယ်မြတ်စွာဘုရား။ထို့သောကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုပြုကျင့်ပြီးနေကြတဲ့ပုဂ္ဂိုလ်တွေဟာမိမိတို့ကိုယ်ကိုမိမိတို့မဆောက်ရှောက်အပ်တဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါတယ်ဆိုတဲ့ဒီလိုစိတ်ကြံစီတပည့်တော်ရဲ့စိတ်နှလုံးမှာဖြစ်ပေါ်လာခဲ့ပါတယ်ဆိုမြတ်စွာဘုရားရှင်ကိုဆက်ပြီးလျှောက်ထားတယ်။နောက်ပါဆက်ပြီးလျှောက်ထားသေးတယ်လေ။မြတ်စွာဘုရားဒီလိုကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုဖြည့်ကျင်ပြီးနေတဲ့ပုဂ္ဂိုလ်တွေကိုမြင်တတ်စင်တတ်ယထာတတ်ခြေသူရဲတက်လို့ခေါ်တဲ့တက်ကြီးလေးပါးနဲ့အကယ်၍ဆောက်ရှောက်ပေးမှုလဲဆောက်ရှောက်ကြပါစေဒီလိုဆောက်ရှောက်တွေရရှိတော်ညာလေးပဲ
ကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်တွေကိုပြုကျင့်နေတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြတဲ့အတွက်ကြောင့်ဒီလိုပုဂ္ဂိုလ်တွေဟာမိမိတို့ကိုယ်ကိုမိမိတို့မစောင့်ရှောက်အပ်တဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါတယ်လို့တပည့်တော်စိတ်ထဲမှာဖြစ်ပါတယ်မြတ်စွာဘုရားဒီအကြောင်းဟာဘယ်အကြောင်းကြောင့်လဲဆိုလို့ရှိရင်တော့ဒီလိုစောင့်ရှောက်တွေရရှိခြင်းဟာဗဟိတအပြင်အစောင့်ရှောက်မျှတာဖြစ်ပြီးတော့ဣဇဒအစောင့်ရှောက်တွေအတွင်းအစောင့်ရှောက်တွေမဟုတ်ကြပါဘူးဒါကြောင့်မို့ဒီပုဂ္ဂိုလ်တွေဟာမိမိတို့ကိုယ်ကိုမိမိတို့မစောင့်ရှောက်အပ်တဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါတယ်ဆိုတဲ့အကျဉ်းစီဟာတပည့်တော်ရဲ့စိတ်မှာဖြစ်ပေါ်ပြီးနေခဲ့ပါတယ်မြတ်စွာဘုရားလို့ဗဒေနတိကောသလမင်းကြီးကမြတ်စွာဘုရားရှင်ကိုလျှောက်ထားတယ်ဒီလိုလျှောက်ထားပြီးတဲ့အခါမှာနောက်တစ်မျိုးထပ်ပြီးတော့လျှောက်ထားပါတယ်မြတ်စွာဘုရားလောကမှာအကျိုးသောပုဂ္ဂိုလ်တွေရှိကြပါတယ်ထိုပုဂ္ဂိုလ်တွေဟာကိုယ်ဖြစ်ကောင်းတဲ့သူစရိုက်ကံတွေကိုပြုကျင့်ပြီးနေထိုင်ကြတယ်အချို့သောပုဂ္ဂိုလ်တွေကတော့နှုတ်ဖြစ်ကောင်းတဲ့ဝစီသူစရိုက်တွေကိုပြုကျင့်ပြီးနေကြတယ်အချို့သောပုဂ္ဂိုလ်တွေကတော့စိတ်ဖြစ်ကောင်းတဲ့မနောသူစရိုက်တွေကိုပြုကျင့်ပြီးနေထိုင်ကြတာကိုတွေ့ရပါတယ်မြတ်စွာဘုရားဒီလိုကာယသူစရိုက်ဝစီသူစရိုက်မနောသူစရိုက်ကိုပြုကျင့်ပြီးနေထိုင်ကြတဲ့ဒီလိုပုဂ္ဂိုလ်တွေကိုတော့မိမိကိုယ်ကိုမိမိစောင့်ရှောက်အပ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့တပည့်တော်ရဲ့စိတ်အကြံစီဖြစ်ပါတယ်မြတ်စွာဘုရားဒီလိုကာယသူစရိုက်ဝစီသူစရိုက်မနောသူစရိုက်ကိုပြုကျင့်ပြီးနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကိုစင်တတ်မြင့်တတ်ယထာတတ်ခြေသူရဲတတ်လို့ခေါ်တဲ့တတ်ကြီး၄ပါးနဲ့တကယ်လို့မစောင့်ရှောက်ပေးမှုလည်းမစောင့်ရှောက်ပဲရှိကြပါစေဒီလိုစောင့်ရှောက်တွေမရှိကြပေမဲ့ဒီပုဂ္ဂိုလ်တွေဟာမိမိတို့ကိုယ်ကိုမိမိတို့စောင့်ရှောက်အပ်တဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြတယ်လို့တပည့်တော်ရဲ့စိတ်အကြံစီဖြစ်ပေါ်ခဲ့ပါတယ်မြတ်စွာဘုရားလို့ဒီလိုလျှောက်ထားပါတယ်ဒါဘာကြောင့်လဲဆိုရင်ကာယသူစရိုက်ဝစီသူစရိုက်မနောသူစရိုက်ကိုပြုကျင့်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်မို့ဒီစောင့်ရှောက်ကိုရရှိထားခြင်းဟာဣဇဒအတွင်းအစောင့်အရှောက်ကိုရရှိထားခြင်းသာဖြစ်ပြီးတော့စင်တတ်မြင့်တတ်ယထာတတ်ခြေသူရဲတတ်ဆိုတဲ့အစောင့်အရှောက်ကိုမရရှိခြင်းကဗဟိတအပြင်ပအစောင့်အရှောက်ကိုမရရှိခြင်းသာဖြစ်ပါတယ်ဒါကြောင့်မို့ဒီပုဂ္ဂိုလ်တွေဟာမိမိတို့ကိုယ်ကိုမိမိတို့စောင့်ရှောက်အပ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြတယ်လို့တပည့်တော်ရဲ့စိတ်အကြံစီဖြစ်ပေါ်ခဲ့ပါတယ်မြတ်စွာဘုရားဆိုပြီးတော့သာဝတိပြည်ကိုအုပ်ချုပ်မင်းလုပ်တဲ့ဗေဒနတိကောသလမင်းကြီးဟာမြတ်စွာဘုရားရှင်ကိုယိုသေးစွာလျှောက်ထားပါတယ်ဒီလိုလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားရှင်ကဗာပြန်မိတ်တယ်ဧဝမေတံမဟာရာဇဧဝမေတံမဟာရာဇမဟာရာဇမြတ်သောမင်းကြီးဣတံဤချမ်းသည်ဧဝံဤချမ်းသည်အတိုင်းမှန်ပေ၏မဟာရာဇမြတ်သောမင်းကြီးဣတံဤချမ်းသည်ဧဝံသင်ချမ်းသည်အတိုင်းမှန်ပေ၏မြတ်သောမင်းကြီးဒီချမ်းကသင်ချမ်းတဲ့အတိုင်းကိုမှန်ပါတယ်ကွယ်ဆိုမြတ်စွာဘုရားရှင်ကနေပြန်လည်ပြီးတော့မိန့်တော်မူပါတယ်ဘယ်လိုမိန့်တော်မူပြီးတဲ့နောက်မှာမြတ်စွာဘုရားရှင်ဗာဆက်ပြီးတော့မိန့်တယ်လေဗဒေနတိကောသလမင်းကြီးရဲ့စိတ်အကြံစီမှာဖြစ်ပေါ်ခဲ့တဲ့အကြံစီတွေကိုအဲ့ဒီအတိုင်းကိုပြန်လည်ဟောကြားပေးပြီးတော့ဗဒေနတိကောသလမင်းကြီးရဲ့လျှောက်ထားချက်ကိုအတည်ပြုပေးလိုက်တယ်အတည်ပြုပေးပြီးတဲ့နောက်မှာမြတ်စွာဘုရားရှင်ဟာဂါထာလေးတစ်ပုဒ်ကိုဆက်လက်ပြီးမိန့်တော်မူတယ်ဒီဂါထာလေးကာယေနတံဝရောသာဓုသာဓုဝါစာယတံဝရောမနတာတံဝရောသာဓုသာဓုတပ္ပထတံဝရောတပ္ပထသာဝုတောလေစီရခိတောတိပဝုစတိတိကာယေနကိုဖြစ်တံဝရောဆောက်ရှောက်ခြင်းသည်သာဓုကောင်းလာပါ၏ဝါစာယနှုတ်ဖြစ်တံဝရောဆောက်ရှောက်ခြင်းသည်သာဓုကောင်းလာပါ၏မနတာစိတ်ဖြစ်တံဝရောဆောက်ရှောက်ခြင်းသည်သာဓုကောင်းလာပါ၏တပ္ပထာလုံးစုံသောမူတို့၌တံဝရောဆောက်ရှောက်ခြင်းသည်သာဓုကောင်းလာပါ၏တပ္ပထာကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်တို့၌တံဝုတော်ဆောက်ရှောက်အပ်သောလိစီဟိရိဩဒပါနှင့်ပြည့်စုံသောသူကိုရခိတောတိမိမိကိုယ်ကိုဆောက်ရှောက်သောသူဟူ၍ပါဝုစတိဆိုအပ်၏ဣတိဤသို့ဝေါစမေချတော်မူလေပြီမြတ်စွာဘုရားရှင်ကနေပြီးတော့ဒီလိုတရားတော်လေးကိုဏိကုံးချုပ်ပေးလိုက်ပြီးတဲ့နောက်မှာဒီနေ့တရားနာပိဋကသူတော်ကောင်းတွေမိမိတို့အနေနဲ့ပြန်ပြီးတော့ဆင်ခြင်ဖို့လိုတာကဘယ်လိုအဆောက်အအုံရှိတဲ့ပုဂ္ဂိုလ်ကိုသာလျှင်လုံခြုံတဲ့အဆောက်အအုံရှိတဲ့ပုဂ္ဂိုလ်ဘယ်လိုအဆောက်အအုံမျိုးကိုဖြစ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ကိုသာလျှင်လုံခြုံတဲ့အဆောက်အအုံရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်နိုင်တယ်ဆိုတာကိုအနည်းငယ်သဘောပေါက်လောက်ဒီလိုဥစဉ်ကတော့သဘောပေါက်တယ်နော်
မိမိတို့အနေနဲ့ဗိဓဘေအဆောက်ရှောက်မှမရှိကြဘူးလဲဖြစ်ချင်လဲဖြစ်မယ်မရှိဘူးပဲဆိုကြစို့ဒီလိုဗိဓအဆောက်ရှောက်တွေမရရှိထားတော်ညာလည်းပဲဘာမှဝမ်းနည်းစရာမရှိဘူးဒီလိုဗိဓအဆောက်ရှောက်တွေကိုမရရှိထားပေမဲ့မိမိတို့ရဲ့အစ္ဆဒအဆောက်ရှောက်လို့ခေါ်တဲ့ကာယကံမှုကိုဖြူစင်အောင်ဖြည့်ခြင်းပဲဝစီကံမှုတွေကိုဖြူစင်အောင်ဖြည့်ခြင်းပဲမနောကံမှုတွေကိုဖြူစင်အောင်ဖြည့်ခြင်းနိုင်ကြမယ်ဆိုရင်တော့မိမိတို့ဟာတကယ်အဆောက်အအုံကိုရှိနေတဲ့ပုဂ္ဂိုလ်တွေလုံခြုံတဲ့အဆောက်အအုံကိုရရှိထားတဲ့ပုဂ္ဂိုလ်တွေလုံခြုံတဲ့ဘဝကိုရရှိထားတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါလိမ့်မယ်မိမိတို့မှာပေါ့လေဗိဓအချွေရန်အဆောက်အအုံအချမ်းရန်အဆောက်အအုံတွေများစွာရှိနေကြတယ်ပဲဆိုကြစို့ဒီလိုအချမ်းရန်အဆောက်အအုံတွေများစွာရှိနေတဲ့ပုဂ္ဂိုလ်တွေမှာမာနတရားတွေကအလွန်တရာတက်ပြီးတော့မိမိတို့ရဲ့အချမ်းရန်အဆောက်အအုံဗိဓအဆောက်အအုံကိုတကယ်အဆောက်အအုံတွေရရှိနေတဲ့ပုဂ္ဂိုလ်တွေပဲဆိုပြီးတော့တလွဲနားလေကြပြီးတော့မိမိတို့ရဲ့ကာယကံမှုတွေကိုမစင်မကြယ်နဲ့ပြုကျင့်နေကြမယ်မိမိတို့ရဲ့ဝစီကံမှုတွေကိုလည်းမိမိတို့ကပြောချင်တာတွေပြောပြီးတော့မစင်မကြယ်နဲ့ဖြည့်ကျင့်နေကြမယ်မနောကံမှုတွေကိုလည်းမိမိတို့ကမစင်မကြယ်နဲ့ဖြည့်ကျင့်နေကြမယ်ဆိုရင်တော့မိမိတို့ရဲ့ဘဝထိုသူတို့ရဲ့ဘဝတွေဟာတကယ်အဆောက်အအုံကိုရရှိနေတဲ့ပုဂ္ဂိုလ်တွေမဟုတ်ကြဘူးလုံခြုံတဲ့အဆောက်အအုံကိုရရှိထားတဲ့ပုဂ္ဂိုလ်တွေမဟုတ်ကြပါဘူးလုံခြုံတဲ့ဘဝကိုရရှိထားတဲ့ပုဂ္ဂိုလ်တွေလို့လည်းဘယ်လိုမှမခေါ်နိုင်ဘူးရခဲ့တဲ့ဘဝကိုရတဲ့အချိန်ကလေးမှာရခဲ့တဲ့အကျင့်ကလေးတွေကိုကျင့်ပြီးတော့တဘဝတဲ့တဘဝတစတဲ့တစမြင့်တဲ့မြင့်အောင်တဘဝတဲ့တဘဝတစတဲ့တစလုံခြုံတဲ့ဘဝကိုရရှိအောင်ကြိုးစားကြဖို့တော့ဦးစင်းကတော့တိုက်တွန်းပါတယ်နော်မိမိတို့အနေနဲ့ကာယသူစရိုက်တို့ခေါ်တဲ့ကောင်းတဲ့ကာယကံမှုဝစီသူစရိုက်လို့ခေါ်တဲ့ကောင်းတဲ့ဝစီကံမှုမနောသူစရိုက်လို့ခေါ်တဲ့ကောင်းတဲ့မနောကံမှုတွေကိုမိမိတို့အနေနဲ့ဖြည့်ကျင့်ကြဖို့လိုတယ်မြတ်စွာဘုရားရှင်ဖြည့်ကျင့်ခိုင်းတဲ့တရားတော်တွေဟာမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ပြီးထားခဲ့ပြီးပါတယ်ကျင့်လို့မရတဲ့တရားတွေကိုငါဘုရားဟောခဲ့တာမဟုတ်ဘူးကျင့်လို့ရတဲ့တရားတွေကိုသာငါဘုရားဟောထားတာဖြစ်တယ်မိမိတို့ရဲ့အကျိုးကိုလွတ်လာတဲ့ပုဂ္ဂိုလ်မှန်မယ်ဆိုလို့ရှိရင်ပေါ့မိမိတို့ရဲ့ဘဝကိုလုံခြုံတဲ့ဘဝတစ်ခုဖြစ်အောင်ကိုမိမိတို့ကတွန်းပို့ပေးခြင်းနဲ့ဆောက်ရှောက်ပေးခြင်းနဲ့ဖြည့်ဆည်းပေးခြင်းနဲ့ဆိုရင်တော့မိမိတို့ရဲ့ကာယကံဝစီကံမနောကံမှုတွေကိုဖြူစင်အောင်ဖြည့်ခြင်းဖို့မလိုဘူးလားလိုတယ်ဒါသိအရေးကြီးတယ်ဒါဟာဘဝရရှိခြင်းရဲ့အနှစ်သာရပဲဘဝရရှိခြင်းရဲ့အကျိုးတရားလို့ပြောမယ်ဆိုရင်ပြောလို့ရပါတယ်လောကာယကံမှုမစင်ကြယ်မှုဝစီကံမစင်ကြယ်မှုမနောကံမစင်ကြယ်မှုတွေကိုဘယ်တရားတွေကဖြစ်ပေါ်စေသလဲဆိုတဲ့အပိုင်းကတော့ဒကာကြီးဒကာမကြီးတို့အနေနဲ့သိဖို့ကတော့တော်တော်လေးအရေးကြီးတယ်သိတော့သိတယ်ဒါပေမဲ့သူ့ရဲ့အခြေခံအကြောင်းရင်းကိုသဘောပေါက်တဲ့သူလည်းရှိမယ်သဘောမပေါက်ရှိတဲ့ပုဂ္ဂိုလ်တွေလည်းရှိနိုင်ကြတယ်လို့ဦးဇင်းသဘောပေါက်ပါတယ်ဒီနေ့ကာယကံမှုဝစီကံမှုမနောကံမှုလို့ခေါ်တဲ့ဒီလိုဒုစရိုက်တရားတွေကိုကျူးလွန်ဖြစ်အောင်ကိုအပေထောက်ပံ့နေတဲ့အကုသိုလ်တရားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လောဘဆိုတဲ့အကုသိုလ်ဒေါသဆိုတဲ့အကုသိုလ်တရားစုတွေမောဟဆိုတဲ့အကုသိုလ်တရားစုတွေမာနဆိုတဲ့အကုသိုလ်တရားစုတွေဣဒ္ဓမစ္စရိယဆိုတဲ့တရားစုတွေကနေမိမိတို့ကိုခြေလှယ်လိုက်တဲ့အတွက်ကြောင့်မို့ကာယကံမစင်ကြယ်မှုဝစီကံမစင်ကြယ်မှုမနောကံမစင်ကြယ်မှုဆိုတဲ့မစင်ကြယ်မှုဒုစရိုက်တရားတွေဟာဖြစ်ပေါ်လာကြတယ်ဒီနေ့တရားနာနေတဲ့ပြည့်သက်ခုလိုတရားနာနေတဲ့အချိန်မှာမိမိတို့လောဘတွေထင်ရှားဖြစ်နေသလားမဖြစ်နေဘူးဒေါသတရားတွေကထင်ရှားဖြစ်နေလားမဖြစ်နေပါဘူးဒါပေမဲ့ဒီလိုလောဘဒေါသမောဟမာမာနဣဒ္ဓမစ္စရိယတရားတွေဟာလျှောက်ပတ်တဲ့အကြောင်းကိုထောက်ပံ့ကိုရမယ်ဆိုရင်တော့ထင်ရှားမဖြစ်ပေါ်လာကြဘူးလားထင်ရှားဖြစ်ပေါ်လာကြတယ်ဒီလိုညီညွတ်တဲ့အကြောင်းတရားလျှောက်ပတ်တဲ့အကြောင်းတရားကိုရရှိတဲ့အခါမှဖြစ်ပေါ်လာတတ်တဲ့ဒီလိုအကုသိုလ်တရားစုတွေကိုသာသနာတော်ဘက်ကတော့အနုတ္တယကိလေသာလို့ခေါ်ပါတယ်နော်အဲ့တော့အနုတ္တယကိလေသာဆိုတာကဘယ်လိုပုံစံနဲ့မိမိတို့ရဲ့ယုံ nant တဏ္ဍအစဉ်မှာရှိနေကြသလဲအနုနုသင်တိတိအနုတ္တယတဲ့တတ္တဝါတို့ရဲ့ယုံ nant တဏ္ဍအစဉ်မှာအစဉ်တစိုက်လိုက်ပါပြီးတော့
တီရှိနေတဲ့တရားတွေကိုအနုတ္တိယကိလေသာလို့ခေါ်တယ်နောက်တနည်းအနုရူပံကာရဏလဘိတဝါသင်တိဥပ္ပိသန္တိတိအနုတ္တယလျောက်ပတ်တဲ့အကြောင်းကိုရရှိတဲ့အခါမှာဖြစ်ပေါ်လာတတ်တဲ့တရားကိုအနုတ္တိယတရားအနုတ္တိယကိလေသာလို့ခေါ်တယ်အဲ့တော့အနုတ္တိယကိလေသာကိုပြောပြီးဆိုရင်တော့သုံးပိုင်းပြီးတော့ပြောပါမှပို့ပြီးတော့သဘောပေါက်ပြီးမိမိတို့ရဲ့ဘဝကိုလုံခြုံတဲ့ဘဝတစ်ခုဖြစ်အောင်ကိုစောင့်ရှောက်တတ်တဲ့ဘဝမျိုးကိုရောက်မှာဖြစ်ပါတယ်။ဘုဇင်းတို့ကိလေသာမှာအဆင့်၃ဆင့်ရှိတယ်။ပထမတစ်ဆင့်ကိုအနုတ္တိယကိလေသာလို့ခေါ်တယ်။ဒုတိယတစ်ဆင့်ကိုပရိယုဌာနကိလေသာလို့ခေါ်ပြီးတတိယတစ်ဆင့်ကိုတော့ဝိတိတ်ကမကိလေသာလို့ခေါ်တယ်။မိမိတို့ရဲ့အခုလိုတရားနာယူနေတဲ့အချိန်တရားထိုင်နေတဲ့အချိန်မှာအနုတ္တိယကိလေသာအဖြစ်နဲ့တာမိမိတို့ရဲ့ယုံ nant တဏ္ဍအစဉ်မှာကင်းဖို့ပြီးနေကြတယ်။ရပ်ပတ်တဲ့အကြောင်းထောက်ပံ့ကိုရပြီးဆိုရင်တော့ပရိယုဌာနကိလေသာလို့ခေါ်တဲ့ထကြွတဲ့အဆင့်ကိုရောက်လာကြတယ်။မိမိတို့ရဲ့ယုံ nant တဏ္ဍအစဉ်မှာမိမိတို့ရဲ့စိတ်မှာထကြွပြီးဖြစ်ပေါ်လာတဲ့အဆင့်ကိုတော့ပရိယုဌာနကိလေသာလို့ခေါ်တယ်။ဒီလိုဒုတိယကိလေသာဟာဘယ်ချိန်ခဲကနေစနေသလဲ။ဘယ်အချိန်ကြီးကိုဆက်ပြီးရှိနေအောင်လဲ။ဘယ်လောက်ထိဒုက္ခများလိုက်ပြီးပေးနေအောင်လဲဆိုတာကတော့မိမိတို့အနေနဲ့ယဟန္တာမဖြစ်မချင်းတော့ဒီအနုတ္တိယကိလေသာတွေကတော့ရှိနေကြအောင်မှဖြစ်တယ်။ဘုရားတို့ဒီဘဝလေးကိုကြွက်ပြီးပြောကြမယ်ဆိုကြစို့ဒီဘဝကိုမိမိတို့ရရှိလာခြင်းဟာအမိဝမ်းထဲမှာပရိသေတိတည်ခြင်းနဲ့ကင်းလို့မရဘူး။ဒီပရိသေတိတည်တဲ့အချိန်လေးကိုခဏလေးထားလိုက်။ပရိသေတိမတည်ခင်ဟုတ်ပဲအတိတ်ဘဝလေးဆိုတာကိုပြန်ပြီးလှမ်းကြည့်လိုက်တဲ့အခါမှာဘဝတစ်ခုအဆုံးသတ်တော့မယ်သုတိစိတ်ကြတဲ့အချိန်လေးဖြစ်ပြီးအဲ့ဒီသုတိစိတ်ကြတဲ့အချိန်ကလေးမှာလည်းပဲဒီအနုတ္တိယဓာတ်ခန္တွေကကင်းကိုပြီးတည်နေကြတာဖြစ်ပါတယ်။ကဲအဲ့ဒီသုတိစိတ်ကြပြီးဒီဘက်မှာမိခင်ရဲ့ဝန်းထဲမှာကလလရေကြီးလို့ခေါ်တဲ့ပရိသေတိတီစအခိုက်လေးကိုရောက်ရှိပြီးအဲ့ဒါလိုရရှိတဲ့အချိန်လေးမှာပရိသေတိနံယုတ်တွေဖြစ်ကြပြီ။အဲ့ဒါလိုပရိသေတိနံယုတ်ဖြစ်နေတဲ့အချိန်မှာလည်းပဲဒီအနုတ္တိယကိလေသာတွေဟာကင်းကိုပြီးနေကြတယ်။မိခင်ဝန်းထဲမှာ9လ10လ9လ10လဒီလိုနေထိုင်နေရတဲ့ကာလမှာလည်းဒီအနုတ္တိယကိလေသာတွေဟာကင်းဖို့ပြီးတော့ပါလာကြပြီးအငုတ်တအဖြစ်နဲ့တည်ရှိနေကြတာဖြစ်ပါတယ်။လူမမယ်ကလေးငယ်လေးတယောက်သမီးဖြစ်စေသားဖြစ်စေပေါ့မွေးဖွားလာကြပြီ။ဒီလိုမွေးဖွားလာတဲ့အချိန်မှာလည်းပဲနုတ္တိယကိလေသာဓာတ်ခံတွေကအငုတ်တအဖြစ်နဲ့ကင်းဖို့ပြီးတည်နေကြတာဖြစ်ပါတယ်။ဒီနေ့မိမိတို့အသက်ရွယ်တွေကြီးရင်လို့ကောင်းမှုကုသိုလ်တွေကိုပဲလွတ်လို့မကောင်းမှုအကုသိုလ်တွေကိုပဲလွတ်လို့ဒီလိုအချိန်မှာလည်းပဲမိမိတို့ရဲ့ယုံ nant တဏ္ဍအစဉ်မှာအနုတ္တိယကိလေသာတွေကကင်းဖို့နေကြတာဖြစ်ပါတယ်။ဒီလိုအနုတ္တိယကိလေသာတွေဟာကင်းဖို့ပြီးနေတဲ့အစဉ်မှာကိုတော့အနုတ္တိယကိလေသာလို့ပဲခေါ်နိုင်ပြီးတော့လျောက်ပတ်တဲ့အကြောင်းကိုရရှိပြီးမိမိတို့အနေနဲ့နှစ်သက်ပွဲအာယုန်တစ်ခုကိုတွေ့တဲ့အခါမှာဒီအာယုန်ကိုအကြောင်းပြုပြီးမိမိတို့ရဲ့ဆံရဓာရမှာလာပြီးတိုက်ခတ်တယ်။အဲ့လိုတိုက်ခတ်တဲ့အချိန်မှာမိမိတို့ကလည်းပဲနှလုံးသွင်းမှားသွားပြီ။တိတ်လိုချင်တဲ့စိတ်တွေဖြစ်လာပြီဆိုရင်တော့အနုတ္တိယကိလေသာအဖြစ်နဲ့ကင်းဝတ်ပြီးတော့ငုတ်ရှိုးပြီးနေတဲ့ဒီအနုတ္တိယကိလေသာကဘာဖြစ်လာလဲခေါင်းထောင်ပြီးထွက်လာတယ်ဘယ်လိုဖြစ်တာလဲမိမိရဲ့စိတ်မှာလောဘတရားတွေလိုချင်တဲ့လောဘတဏှာတွေကမိမိတို့ရဲ့စိတ်မှာဖြစ်ပေါ်လာကြပြီဒီလိုဖြစ်ပေါ်လာတာကိုမိမိတို့ကမသိလိုက်ဘူးဘယ်လိုသိသလဲငါရဲ့လောဘလို့သဘောပေါက်တယ်တကယ်တော့ပြန်ကြည့်လိုက်ဒီယုံ nant တဏ္ဍအစဉ်မှာအနုတ္တိယကိလေသာအဖြစ်နဲ့ကင်းဖို့နေတဲ့ဒီအနုတ္တိယကိလေသာကလျှောက်ပတ်တဲ့အာယုန်နဲ့ဓာရနဲ့တိုက်ဆိုင်မိပြီးနှလုံးသွင်းမှားသားပြီးဆိုရင်ပရိယုဌာနကိလေသာလို့ခေါ်တဲ့ထကြတဲ့အဆင့်ကိုသူကသူ့ဟာသူဖြစ်ပေါ်လာနိုင်တဲ့သဘောမရှိနေဘူးလားရှိနေတယ်ဒါဆိုရင်ငါလောဘလို့ပြောလို့ရလားမရဘူးဒါမိမိနဲ့မသက်ဆိုင်ပါဘူးနော်ဒါအနုတ္တိယကိလေသာရဲ့ခြေလှယ်မှုကိုခံရတယ်ကိလေသာရဲ့ကျွံပြုမှုကိုခံရတဲ့ပုဂ္ဂိုလ်တွေဒါလည်းငါတို့ဖြစ်ကြတယ်လို့ဒီနေ့နားလည်လိုက်ကြပါငါဒေါသလို့မိမိကနေခံယူလိုက်မယ်ငါလောဘလို့ခံယူလိုက်ရင်တော့သိအာမကြည့်သွားဘူးလားအာကြည့်သွားပြီလိုချင်တာကိုရအောင်ကြိုးစားတော့မယ်ကြိတ်ချေပြစ်မယ်ဆိုတဲ့ဒေါသတရားကလည်းရအောင်ကိုကြိတ်ချေဖို့ရန်ကိုမိမိတို့ကကြိုးစားဖြစ်သွားမယ်အဲ့လိုကြိုးစားဖြစ်သွားရင်တော့လွန်ကျူးပြီးကျင့်တယ်ဆိုတဲ့ဝိတိတ်ကမအဆင့်ကိုပြောင်းလဲပြီးတော့လွန်ကျူးသွားပြီရောက်ရှိသွားပြီအဲ့ဒီခါမှာဝိတိတ်ကမကိလေသာအဆင့်ကိုရောက်ရှိသွားပါတယ်အဲ့တော့ဒီနေ့ဟောနေတဲ့တရားထဲမှာလုံခြုံတဲ့ဘဝဆိုတဲ့တရားဒေသနာတွေကိုဟောတဲ့အပိုင်းမှာ
ကာယကံမစင်ကြယ်မှုဝစီကံမစင်ကြယ်မှုမနောကံမစင်ကြယ်မှုဆိုတဲ့ဒီလိုအကုသိုလ်ကံတွေကိုပြုကျင့်မိတယ်ဆိုတာကအနုတ္တိယကိလေသာအဆင့်ကနေပြီးတော့ပရိယုဌာနကိလေသာအဆင့်ကိုဥဆောင်ပြောင်းတယ်ပြီးတော့မှဝိတိတ်ကမကိလေသာအဆင့်လို့ခေါ်တဲ့ထကြွပြီးတော့လွန်ကျူးတဲ့အဆင့်ကိုရောက်ရှိသွားတယ်လို့ပြောရမှာဖြစ်တယ်ဒါကြောင့်မို့ကာယဒုစရိုက်ဝစီဒုစရိုက်ကိုပြုကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟာအနုတ္တိယကိလေသာအဆင့်ကနေပရိယုဌာနကိလေသာလို့ခေါ်တဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အချောင်းချင်းရာကိုတတိတမ္မစင်ဉာဏ်ရှင်ပြီးတော့ချိုးနှိမ်မှုမပြုတ်လိုက်နိုင်တဲ့အတွက်ကြောင့်မို့လွန်ကျူးပြီးတော့ကျင့်တဲ့အထီကိုအကုသိုလ်တရားတွေကိုပြုသွားဖြစ်ကြတာပဲဖြစ်တယ်။ဒါကြောင့်မို့မိမိတို့အနေနဲ့ဒီလိုကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်လို့ခေါ်တဲ့အလုံးစုံတဲ့ဘဝကိုတွန်းပို့ပေးနိုင်တဲ့မလုံးစုံတဲ့အဆောက်အအုံရှိနေတဲ့ဘဝကိုတွန်းပို့ပေးနိုင်တဲ့ကံတွေကိုဖြစ်ပေါ်အောင်ပြုပြင်ပေးနေတဲ့ဒီအနုတ္တိယကိလေသာတွေကိုမိမိတို့ရဲ့ယုံနံတဏ္ဍအစဉ်မှာဖြစ်ပေါ်လာနေတဲ့အချိန်ကလေးမှာတတိတမ္မစဉ်ဉာဏ်ရှင်ပြီးတော့ချိုးနှိမ်လိုက်နိုင်မယ်ဆိုရင်တော့အကုသိုလ်ကံတွေကိုလက်ရဲစရဲနဲ့ပြုဖြစ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတော့မလားမဖြစ်နိုင်တော့ဘူးဒါဆိုရင်မိမိတို့ဟာဒီဘဝမှာလည်းလုံခြုံတဲ့အဆောက်အအုံကိုရတဲ့လောက်ရမယ်တန်တရားခီးမှာလည်းလုံခြုံတဲ့အဆောက်အအုံကိုရပြီးတော့တဘဝတဲ့တဘဝတစားတဲ့တစားမြင့်တဲ့မြင့်တဲ့ပုဂ္ဂိုလ်တွေမဖြစ်လာနိုင်ဘူးလားဖြစ်လာနိုင်ကြမှာဖြစ်တယ်ဒါကြောင့်မို့ကာယကံဝစီကံမနောကံမစင်ကြယ်မှုကိုတနည်းပြောမယ်ဆိုရင်တော့ဘယ်လိုပုဂ္ဂိုလ်မျိုးမှာဒီလိုကာယကံမစင်ကြယ်မှုဝစီကံမစင်ကြယ်မှုတွေမနောကံမစင်ကြယ်မှုတွေဟာဖြစ်ပေါ်လာသလဲအဓိကအားဖြင့်တော့မနောကံမှာဖြစ်ပေါ်တဲ့အကြောင်းအချင်းရာအထောက်ပံ့ကြောင့်သာလျှင်ကာယကံမှုဝစီကံမှုဆိုတဲ့လွန်ကျူးမှုအဆင့်ကိုရောက်ရှိကြတာဖြစ်ပါတယ်ဒီလိုမျိုးအနုတ္တိယကိလေသာတွေမိမိတို့ရဲ့ယုံနံတဏ္ဍအစင်မှာဖြစ်ပေါ်လာတာကိုဖြစ်ပေါ်လာမှန်းသိအောင်မြတ်စွာဘုရားရှင်ကတတိတမ္မစဉ်ဉာဏ်ရှင်ပြီးတော့ချိုးနှိမ်ဖို့ကုသိုလ်တရားတွေဖြစ်ပေါ်စေဖို့ရန်အတွက်ပေရှားစီလိုတဲ့ဆန္ဒတတ်ရှိပါတယ်ဒါကြောင့်လေမြတ်စွာဘုရားရှင်ကဟိုးအင်္ဂုတ္တရနိကေမှာသစိတ်တဝက်ဆိုတာရှိတယ်ဓတ္တကနိဗ္ဗာန်မှာလာရှိတယ်ပေါ့လေအဲ့ဒီသစိတ်တဝက်မှာသစိတ်တသုတ်တံဆိုပြီးမြတ်စွာဘုရားရှင်ဟောထားတဲ့တရားဒေသနာလေးတစ်ခုရှိပါတယ်ဒီဒေသနာမှာမြတ်စွာဘုရားရှင်ဗာမိတယ်လေနောစေဘိက္ခဝေဘိက္ခုပရစိတ်တပိယာယကုသလောဟောတိအထာသစိတ်တပိယာယကုသလောဘဝိတာမိတိဧဝံဟိဝောဘိက္ခဝေသိက္ခိတတံမြတ်စွာဘုရားဆိုချင်တာကတော့စိတ္တယံတို့သူတစ်ပါးစိတ်ဖြစ်ဘုံ၌မကျွမ်းကျင်တဲ့သူတွေဖြစ်ခြင်းလည်းဖြစ်ကြပါစေမိမိစိတ်ဖြစ်ပုံ၌ကျွမ်းကျင်သူတွေဖြစ်အောင်ကျင့်ကြံကြိုးကိုအားထုတ်ကြစမ်းပါလို့မြတ်စွာဘုရားရှင်တိုက်တွန်းထားပါတယ်။ဘာပြောတယ်လဲ။သူတို့ဘာစိတ်မှာဘာတွေဖြစ်ပေါ်နေတယ်ဆိုတာကိုမကျွမ်းကျင်တဲ့သူတွေဖြစ်ခြင်းလည်းဖြစ်ကြပါစေ။မိမိစိတ်မှာဘာဖြစ်ပေါ်လာတယ်ဆိုတာကိုတော့မိမိသိအောင်ကျင့်ကြံကြိုးကိုအားထုတ်ကြစမ်းပါတဲ့။မိမိစိတ်မှာဘာဖြစ်တယ်ဆိုတာကိုမိမိကိုယ်တိုင်သိဖို့မလိုဘူးလား။လိုတယ်ဒီနေ့အကုသိုလ်ကံတွေလွန်ကျူးမိတဲ့ပုဂ္ဂိုလ်တိုင်းကိုကြည့်လိုက်လို့ရှိရင်မိမိစိတ်မှာဖြစ်ပေါ်လာတဲ့အကုသိုလ်တရားတွေကိုမိမိစိတ်မှာဘာဖြစ်နေပြီလဲဆိုတာမိမိရဲ့စိတ်ဖြစ်ပုံကိုမကျွမ်းကျင်တဲ့အတွက်ကြောင့်မဟုတ်ဘူးလားဟုတ်တယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကသူတစ်ပါးစိတ်ဖြစ်ပုံမှာမကျွမ်းကျင်ရင်လည်းနေပါစေမိမိစိတ်ဖြစ်ပုံ၌ကျွမ်းကျင်အောင်တော့ကြိုးစားကြစမ်းပါတဲ့ဒီလိုမြတ်စွာဘုရားရှင်ကနေမိတော်မူပါတယ်နော်တခါမြတ်စွာဘုရားကဆက်ပြီးမိတယ်လေစိတ္တယံတို့မိမိတို့ရဲ့စိတ်မှာအခါများစွာအဘိဇ္ဇာလို့ခေါ်တဲ့လောဘတရားတွေကများစွာဖြစ်ပြီးတော့နေသလားဒါမှမဟုတ်အဘိဇ္ဇာတရားတွေမိမိတို့ရဲ့ယုံနံတဏ္ဍအစင်မှာများစွာမဖြစ်ပဲနေသလားဒါလေးကိုမိမိတို့သိအောင်ကြိုးစားပါမိမိတို့ရဲ့စိတ်ဟာဖောက်ပြန်ပြီးတော့နေသလားအခါများစွာမိမိတို့ရဲ့စိတ်ဟာဖောက်ပြန်နေတဲ့စိတ်ဓာတ်တွေဖြစ်ပေါ်နေသလားဒါမှမဟုတ်အခါများစွာဖောက်ပြန်ပြီးမနေပဲရှိနေတဲ့စိတ်များဖြစ်နေကြသလားဒါကိုသိအောင်ကြိုးစားကြစမ်းပါ
မိမိတို့ရဲ့စိတ်မှာပြင်းရခြင်းလို့ခေါ်တဲ့ဌိနမိတ္တတရားတွေကနှိမ့်ဆက်နေပြီလားများစွာဖြစ်နေသလားဒါမှမဟုတ်လို့ရှိရင်မိမိတို့မှာဌိနမိတ္တတွေကနှိမ့်ဆက်မှုခံရဘူးလားများစွာမဖြစ်နေဘူးလားဒါလည်းသိအောင်ကြိုးစားပါမိမိတို့မှာပြန့်နေတဲ့စိတ်တွေယုံမှန်တန်တရားဖြစ်နေတဲ့စိတ်တွေများစွာဖြစ်နေသလားများစွာမဖြစ်နေဘူးလားဒါကိုလည်းသိအောင်ကြိုးစားပါမိမိတို့ရဲ့စိတ်မှာသူတစ်ပါးကိုအမျက်ထွက်နေတဲ့ဒေါသစိတ်တွေသင်ရှားဖြစ်နေလားများစွာဖြစ်နေသလားဒါမှမဟုတ်မိမိတို့မှာသူတစ်ပါးပေါ်မှာအမျက်ထွက်နေတဲ့စိတ်တရားများစွာမဖြစ်ပဲရှိနေကြသလားဒါကိုလည်းသိအောင်ကြိုးစားပါမိမိတို့ရဲ့စိတ်တွေဟာညှဉ်းနှွမ်းနေကြသလားဒါမှမဟုတ်မိမိတို့ရဲ့စိတ်တွေကမညှဉ်းနှွမ်းပဲရှိကြပါရဲ့လားဒါကိုလည်းသိအောင်ကြိုးစားစေခြင်းလေမိမိတို့ရဲ့ကိုယ်ဟာပင်ပန်းခြင်းလွန်စွာရှိနေသလားဒါကိုလည်းသိအောင်ကြိုးစားစေခြင်းလေဒါမှမဟုတ်လို့ရှိရင်ကိုယ်ပင်ပန်းခြင်းမရှိပဲနေကြသလားဒါကိုလည်းသိအောင်ကြိုးစားပါမိမိတို့ရဲ့စိတ်ဟာမတည်ကြည်တဲ့စိတ်အဖြစ်နဲ့အမြဲတမ်းအများစွာဖြစ်နေသလားဒါမှမဟုတ်တည်ကြည်တဲ့စိတ်ရှိနေသလားဒါကိုသိအောင်ကြိုးစားကြစမ်းပါတဲ့ဒီလိုမြတ်စွာဘုရားရှင်ကနေဆက်ပြီးမိတော်မူတဲ့ဒီလိုမိတော်မူတဲ့နေရာမှာမြတ်စွာဘုရားရှင်ဥပမာလေးတစ်ခုနဲ့ပြောထားတယ်လောကမှာငယ်ရွယ်နုပြိုတဲ့အမျိုးသမီးငယ်တွေအမျိုးသားငယ်တွေရှိကြတယ်ဒီငယ်ရွယ်နုပြိုတဲ့အမျိုးသမီးငယ်အမျိုးသားငယ်လေးတွေဟာအလဒံစာစင်တက်တဲ့သဘာဝရှိကြတယ်မိမိတို့ရဲ့မျက်နာကိုအလဒံစာစင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြီးမုံမှန်ပြင်ရဲ့အရှိမှရပ်လိုက်ကြပြီရပ်ပြီးတဲ့အခါမှာမိမိတို့ရဲ့မျက်နာကိုကြီးမုံမှန်ပြင်မှကြည့်ပြီမိမိတို့ရဲ့မျက်နာမှာအညစ်အကြေးတွေနှိမ့်ကြောက်တွေစတဲ့အညစ်အကြေးတွေရှိနေတယ်ဆိုငါတို့ရဲ့မျက်နာမှာအညစ်အကြေးနှိမ့်ချောက်တွေနဲ့စွန့်ထင်ပြီးနေပါပေါ့လားဒီလိုစိတ်ထဲမှာဖြစ်တယ်ဒီလိုစိတ်ထဲဖြစ်ပြီးဒီလောက်နဲ့ရပ်သွားသလားမရကြဘူးမိမိတို့ရဲ့ရူပကာယကိုတော့တိတ်ကိုလှပစေခြင်းနဲ့မိမိရူပကာယကိုမြင်တွေ့တဲ့ပုဂ္ဂိုလ်တွေကိုလည်းလှလှပပတော့မြင်စေခြင်းနဲ့ဒီလိုမြင်စေခြင်းတော့ဘာလို့တလဲမိမိမျက်နာရိပ်မှာထင်နေတဲ့နှိမ့်ကြောက်တွေအညစ်အကြေးတွေကိုပယ်ရှားပစ်မယ်ဆိုတဲ့လုံလဝိရိယကိုပြုကြတယ်အဲ့ဒီလိုပြုတဲ့နေရာမှာမိမိတို့ရဲ့ရုပ်အစင်းကိုလှပစင်ကြယ်အောင်ဖြူစင်အောင်လုပ်ကြတယ်လို့မပြောနိုင်ဘူးလားပြောနိုင်တယ်ဒါပေမဲ့မိမိတို့ရဲ့စိတ်မှာလောဘတရားတွေဖြစ်လာပြီဒေါသတရားတွေဖြစ်လာပြီမောဟတရားတွေဖြစ်လာပြီမာနအိတ်တာမိစရိယတရားတွေကထင်ရှားဖြစ်လာပြီဆိုတဲ့အခါမှာမသိလိုက်မသိပါလားပဲနေပြီးတော့စင်ကြယ်အောင်တုတ်တင်ရှင်းလင်းမယ်ဆိုတဲ့စိတ်ဓာတ်ရှိလာတဲ့ပုဂ္ဂိုလ်တွေဘယ်လောက်များရှိသလဲအလွန်လေးတယ်နော်တကယ်တော့ရုပ်ရည်ချောမောလှပခြင်းဆိုတာကတန်ဖိုးရှိလာတဲ့အရာတစ်ခုတော့မဟုတ်ဘူးဦးစင်းဆိုလိုတာကတော့မိမိရဲ့ယုတ်နံတန်တန်အစဉ်မှာထကြပြီးဖြစ်ပေါ်လာတတ်တဲ့လောဘဒေါသမောဟတရားစိုးတွေကအပယ်လေးပုံကိုပြစ်ချနိုင်တဲ့လက်နဲ့ကောင်းတွေဖြစ်တဲ့အတွက်ကြောင့်မို့မိမိတို့ရဲ့မျက်နာမှာရှိတဲ့အညစ်အကြေးတွေကိုမိမိတို့ကစင်ကြယ်ဖို့ရန်ကြိုးစားဖို့ရန်စိတ်ကူးဆန္ဒတွေလွန်စွာရှိကြတယ်ဆိုရင်ဒီရုပ်ချောမောလှပတဲ့အတွက်ကြောင့်မို့သူပရိဘုံကိုမရောက်နိုင်ပါဘူးဒီရုပ်ရည်ချောမောလှပခြင်းတည်းဟူသောအကြောင်းကြောင့်အကျိုးတရားဆိုတာကပြစ္ဆုတ်ပံကာလလောက်မှာတော့အနည်းငယ်ရရှိနိုင်ပေမဲ့ဒီလောဘဒေါသမောဟဆိုတဲ့မိမိတို့စိတ်မှာဖြစ်ပေါ်လာတဲ့အကုသိုလ်တရားစိုးတွေကိုမိမိတို့ကပယ်ရှားဖို့ရန်မကြိုးစားလိုက်ဘူးဆိုလို့ရှိရင်တော့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုပြုကျင့်တဲ့ပုဂ္ဂိုလ်ဒီအဖြစ်ကိုတလှမ်းသွားကြမှာဖြစ်တဲ့အတွက်ကြောင့်အပယ်လေးပုံဆိုတဲ့ဒုက္ခတိဘုံကိုပို့ဆောင်ပေးနိုင်တဲ့ကံတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မိမိတို့ရဲ့မျက်နာရိပ်မှာစွန့်ထင်းနေတဲ့အညစ်အကြေးတွေနှဲ့ကြောက်တွေကိုမိမိတို့ပယ်ရှားဖို့ရန်ကြိုးစားကြသလိုပဲအဲ့ဒီထက်အလွန်မိမိရဲ့စိတ်မှာဖြစ်ပေါ်နေတဲ့အကုသိုလ်လောဘတရားစိုးတွေဒေါသတရားစိုးတွေမောဟတရားစိုးတွေကိုပယ်ရှားဖို့ရန်ကြိုးစားဖို့မကောင်းဘူးလားကောင်းတယ်ဒါပို့ပြီးတော့တတိတမ္ပဇင်ဉာဏ်ရှင်ပြီးတော့မိမိတို့တွေနဲ့ကြိုးစားဖို့ကတော့ပို့ပြီးတော့ကောင်းတယ်နော်တကယ်လို့မိမိတို့အနေနဲ့မကြိုးစားနိုင်ဘူးဆိုရင်ဘာဖြစ်မလဲမဆောက်ရှောက်အပ်တဲ့ဘဝလုံခြုံတဲ့အဆောက်အအုံမရှိတဲ့ဘဝလုံခြုံတဲ့ဘဝမရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်သွားကြလိမ့်မယ်ဒါလေးကိုမိမိတို့အနေနဲ့ပေါ့လေ
မိမိတို့ဟာမိမိတို့ဘဝကိုပြုပြင်ပြောင်းလဲနိုင်တဲ့ပုဂ္ဂိုလ်တွေပါတဘဝတဲ့တဘဝနေတတ်တဲ့နေအောင်လှုပ်ချင်တယ်ဆိုရင်လည်းလှုပ်ခွင့်ရှိတယ်တဘဝတဲ့တဘဝမြင့်တတ်မြင့်အောင်ကိုလှုပ်ချင်တယ်ဆိုရင်လည်းလှုပ်ခွင့်ကရှိနေတယ်မိမိတို့ကတော့ရွေးချယ်ရမယ်သဘောရှိပါလေမိမိတို့ရွေးချယ်တဲ့လမ်းကြောင်းကမှားသွားပြီဆိုရင်တော့အဆောက်အအုံတင်းနေတဲ့ဘဝလုံခြုံတဲ့အဆောက်အအုံမရှိတဲ့ဘဝလုံခြုံတဲ့ဘဝကိုမပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါလိမ့်မယ်ဒါကိုပို့ပြီးသဘောပေါက်ရအောင်ပေါ့လေဒီတရားတော်ကိုလျှောက်ထားခဲ့တဲ့ပုဂ္ဂိုလ်ကိုကြည့်လိုက်ရင်တာဝတိပြည်ကိုအုပ်ချုပ်မင်းလုပ်နေတဲ့ဗဒေနတိကောသလမင်းကြီးကနေလျှောက်ထားခဲ့တဲ့တရားစကားတော်ပဲဖြစ်ပါလေခုဦးဇင်းဆက်ပြီးတော့ပြောမိတရားစကားဟာလည်းပဲဗဒေနတိကောသလမင်းကြီးကိုအကြောင်းပြုပြီးဆက်ဆက်ပြီးဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိတဲ့အချိန်မှာဖြစ်ပေါ်ခဲ့တဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါလေဒီချိန်မှာဗဒေနတိကောသလမင်းကြီးဟာမြတ်စွာဘုရားရဲ့ဇေတော်မျိုးတော်တွေလို့ခေါ်ရမယ်ဒါဂီဝင်မင်းမျိုးတို့အုပ်ချုပ်မင်းလုပ်တဲ့ကပိလဝနေပြည်တော်ကိုကပိလဝတိုင်းပြည်ကိုမိမိတန်ကိုဒါဂီဝင်မင်းသမီးအမျိုးသမီးတူကိုဆက်သဖို့ရန်အတွက်အကြောင်းကြားလိုက်တယ်။ဘာကြောင့်အကြောင်းကြားလိုက်တယ်လဲ။ဒါဂီဝင်မင်းမျိုးကနေပြီးတော့တောထွက်ရဟန်းပြုလာတဲ့မြတ်စွာဘုရားရှင်ရဲ့သားတော်တွေဖြစ်တဲ့ယဟန်တန်ဃာတော်တွေနဲ့ယဉ်ဤကျွမ်းဝင်လိုတဲ့ဆန္ဒရှိနေတယ်။ဒီလိုယဉ်ဤကျွမ်းဝင်လိုတဲ့ဆန္ဒရှိနေတော့ဒါဂီဝင်မင်းမျိုးထက်ကဒါဂီဝင်မင်းသမီးတူနဲ့လက်ဆက်လိုက်လို့ရှိရင်တော့ငါမင်းကြီးဟာဒါဂီဝင်မင်းမျိုးတွေနဲ့အမျိုးတော်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့ယဟန်တန်ဃာတော်တွေဟာငါပေါ်မှာပို့ပြီးတော့အကျွမ်းဝင်ကြလိမ့်မယ်။ငါရဲ့နန်းတော်ကိုလည်းပဲမပြတ်လာကြလိမ့်မယ်လို့ဒီလိုအယူဆရှိတယ်။ဒါဂီဝင်မင်းတို့ရဲ့ဓလေ့ထုံးစံကတော့မိမိတို့ရဲ့ဒါဂီဝင်မင်းမျိုးအစ်စ်တွေကိုတော့သူတစ်ပါးအမျိုးရိုးနဲ့လက်ဆက်ပြီးတော့ထိမ်းများခြင်းဆိုတာကထုံးစံမရှိဘူး။ဒါပေမဲ့လေတာဝတိပြည်ကိုအုပ်ချုပ်မင်းလုပ်တဲ့ကောသလမင်းကြီးဆိုတာကအင်မတန်အင်အားကောင်းတဲ့တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ဗိဒအဆောက်ရှောက်လို့ခေါ်တဲ့စင်သက်မြင့်တက်ယထာတက်ခြေသူရဲတက်တွေကအလွန်တရာအားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်တကယ်လို့မဆက်တခဲ့ဘူးဆိုလို့ရှိရင်တော့အမျှော်လင့်အပ်တဲ့ဒုက္ခများစွာအနိဋ္ဌာယုံတွေကဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုသူတို့သဘောပေါက်ပြီးဟုတ်တဲ့အခါဘာလုပ်တယ်လဲမြတ်စွာဘုရားရှင်နဲ့ညီကိုဝုန်းခွဲတော်တဲ့မဟာနံမင်းကြီးနဲ့ဂျုံမတူကနေပေါက်ဖွာလာတဲ့ဝါဒပခတ္တိယာဆိုတဲ့မျိုးသမီးလေးတူရှိပြီဒီမျိုးသမီးလေးကအလွန်တရာမှရုပ်ရည်ချောမောလှပါတယ်ဒီမျိုးသမီးလေးကိုဒါဂီဝင်မင်းသမီးလေးပါဆိုပြီးတော့ဒါဂီဝင်မင်းတွေကကောသလမင်းကြီးကိုဆက်တလိုက်ပြီကောသလမင်းကြီးလည်းဒါဂီဝင်မင်းသမီးချောချောလှလှလေးကိုရပြီဆိုတော့သိဝမ်းသာသွားပြီဒီလိုနဲ့သားတစ်ယောက်ထွန်းကားခဲ့ပါတယ်ဒီသားကိုဝိတတုပမင်းသားလို့နာမည်တက်လိုက်ပါတယ်တခြင်းအရင်ရောက်လာတဲ့အခါမှာမိမိရဲ့ဘိုးတော်ဖြစ်တဲ့မာနာမင်းကြီးနဲ့တကွာတာဂီဝင်မင်းမျိုးတို့ကိုတွားရောက်ပြီးဂါရဝပြုချင်တဲ့ဆန္ဒတွေဖြစ်ပေါ်လာပြီဝိတတုပမင်းသားရဲ့မိခင်ဖြစ်တဲ့ဝါဒပခတ္တိယာကမိမိဒီကျွမ်းမဝမ်းမာဖြစ်ပြီးတော့ဝေးဖွာလာတဲ့ကျွမ်းမသမီးသာဖြစ်တယ်ဆိုတာမိမိကိုယ်ကိုမိမိတော့သိနေပြီတကယ်လို့ဝိတတုပမင်းသားဒါဂီဝင်မင်းတို့နေထိုင်တဲ့ကပိလဝပြည်ကိုသွားခဲ့ရင်တော့ဒါဂီဝင်မင်းမျိုးတွေကအမျိုးမှန်အင်မတန်မှခက်ထန်ကြတယ်တကယ်လို့အမျက်မှန်ခက်ထန်ပြီးတော့မဖွယ်မရာပြုကျင့်လိုက်ကြမယ်ဆိုရင်တော့မဖြစ်တဲ့မဖြစ်တတ်တဲ့အရာတွေတော့ဖြစ်လာတော့မယ်လို့ဒီလိုသဘောပေါက်နေတယ်ဒီလိုသဘောပေါက်တဲ့အခါကျတော့မသွားစီခြင်းဘူးဒါပေမဲ့ထက်ခါတက်ကတောင်းဆိုလာတဲ့အခါကျတော့ဤခင်ဖြစ်တဲ့ဝါဒပကတ္တိယအမျိုးသမီးလည်းပဲခွင့်ပြုလိုက်ရတယ်ဝိတတုပမင်းသားဒါဂီဝင်မင်းတို့ရှိရာဒေသကိုသွားတော့မယ်ဆိုတာသိတဲ့အခါကျတော့ဝါဒပကတ္တိယအမျိုးသမီးလည်းပဲဒါဂီဝင်မင်းတို့ထံကိုကြိုတင်ပြီးအကြောင်းကြားနေတယ်မိမိရဲ့သားတော်ဖြစ်တဲ့ဝိတတုပမင်းသားဒါဂီဝင်မင်းတို့ကိုဂါရဝပြုဖို့ရလာမှာဖြစ်ပါတယ်ထိုအခါမှာအမျက်မှန်ထွက်ပြီးတော့မဖွယ်မရာအပြုမှုများကိုမပြုကျင့်ကြပါနဲ့ဆိုပြီး
တောင်းပန်လျှောက်ထားလိုက်ပါတယ်ကြိုတင်ပြီးတော့ဒါကိုအတိပေးလျှောက်ထားလိုက်တယ်ကဲဒီလိုနဲ့ဝိတုဒ္ဓဘမင်းသားလည်းတာဂဝေမင်းတို့နေထိုင်ရာကပိလဝတ်နေပြည်တော်ကိုရောက်ပြီးရောက်တဲ့အခါမှာသူမရောက်ခင်လေးမှာပဲတာဂဝေမင်းသားတွေကဘာလို့ထားကြတယ်လဲဝိတုဒ္ဓဘမင်းသားကအဲ့ဒီအချိန်မှာ16နှစ်အရွယ်ရှိနေပြီလူလင်ငယ်လေးဖြစ်နေပြီဝိတုဒ္ဓဘမင်းသားတဲ့ငယ်ရွယ်တဲ့ပုဂ္ဂိုလ်မှန်သမျှကိုတော့တာဂဝေမင်းမှန်သမျှကိုတော့အစွန်ပြားကြတဲ့ဒေသကိုပို့လွှတ်ထားလိုက်ကြတယ်။ကြံရှိနေတဲ့ပုဂ္ဂိုလ်တွေကဝိတုဒ္ဓဘမင်းသားတဲ့အသက်အရွယ်ကြီးရင်နေတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြတဲ့အတွက်ဝိတုဒ္ဓဘမင်းသားရောက်ရှိတဲ့အခါမှာအာလုံးကိုပဲမိမိကိုယ်တိုင်ကဂါရဝပြုရှိခိုးပြီးတော့အာလုံးကိုဒီလိုအပြုမှုကိုပဲပြုခဲ့ရတယ်။ကြီးကျယ်တဲ့အခမ်းအနားတွေနဲ့လက်ပူဇော်တက်ကာယမှုကိုပြုတာကတော့အမှန်ပါပဲ။ချစ်ချင်းငငယ်နဲ့တဲ့အလုံးကကြိုဆိုပြီးတော့ရက်ခံရတယ်။ဒါပေမဲ့မိမိကိုရှိခိုးဂါရဝပြုမဲ့ပုဂ္ဂိုလ်ကိုမတွေ့တဲ့အခါကျတော့မေးလိုက်တယ်။မိမိကိုရှိခိုးမဲ့မိမိကိုဂါရဝပြုမဲ့ပုဂ္ဂိုလ်တွေမရှိကြဘူးလား။ဒီလိုမေးလိုက်တဲ့အခါကျတော့ငယ်ရတဲ့တာဂေမင်းသားတွေကအစွန်ပြားကြတဲ့ဒေသကိုသွားနေကြလို့ပါကွယ်ဆိုပြီးတော့ပြန်လည်ပြီးတော့မေးကြပါတယ်။ဒီဖြစ်ရကလေးကြည့်လိုက်ရင်တော့ကောင်းကောင်းမွန်မွန်နဲ့အကြီးအကျယ်ကြိုးစိုးဧကံကြတဲ့အတွက်ဝမ်းသာစရာဖြစ်ရကလေးတစ်ခုပါပဲဒီရူပမင်းသားဟာတာဂဝေမင်းတို့နေထိုင်တဲ့ဒေသမှာနှစ်ရက်ခန့်နေထိုင်ပြီးတော့မိမိတိုင်းပြည်ဖြစ်တဲ့သာဝတိတိုင်းပြည်ကိုပြန်လာပြီအဲ့လိုပြန်လာပြီးတဲ့နောက်မှာဝိရူပမင်းသားရဲ့မင်းခစားယောက်ျားလို့ခေါ်တဲ့ပုဂ္ဂိုလ်တယောက်ကမိမိရဲ့လက်နဲ့ဝိရူပမင်းသားတို့ကပိလဝတ်ပြည်ကိုသွားစဉ်မှာကျိုးဆိုခဲ့တဲ့မင်းကွန်းမှာကြံရှိခဲ့တဲ့အတွက်ကြောင့်မို့ပြန်လည်ပြီးသွားယူခဲ့တယ်။သွားယူတဲ့အခါမှာဗာမြင်ကွင်းကိုတွေ့တယ်လေ။ဝိတုဒ္ဓဘထိုင်ခဲ့တဲ့ထိုင်ကုန်းကိုနှုတ်ရည်နဲ့ဆေးနေတာကိုတွေ့ပြီ။တွေ့လိုက်တဲ့အခါကျတော့ဒီဖြစ်ရပ်ကိုမင်းချင်းယောက်ျားလည်းသိသိချင်သွားတယ်။ဒါနဲ့စူးစမ်းပြီ။ကျုံမရဲ့သားထိုင်သွားတဲ့ခုံဖြစ်လို့နှုတ်ရည်နဲ့စင်ကြယ်အောင်ဆေးနေတာပါလို့ဒီလိုသိလိုက်ပြီ။ဒီအကြောင်းကိုဝိတုဒ္ဓဘမင်းသားကိုပြန်လည်ပြီးတော့အတိပေးလျှောက်ထားတဲ့အခါမှာဝိတုဒ္ဓဘမင်းသားရဲ့စိတ်ထဲမှာမခံမရနိုင်တဲ့ဒေါသတွေတဖွာဖွာထကြွလာပြီအနုတ္တိယကိလေသာအဆင့်ကနေတဲ့အဆင့်ကိုရောက်သွားတယ်လေပရိယုဌာနကိလေသာလို့ခေါ်တဲ့ထကြတဲ့အဆင့်ကိုရောက်သွားပြီအဲ့ဒီအချိန်မှာဘာဖြစ်တယ်လဲမိမိကိုနှိမ့်ချပြီးတော့ပြုမှုဆက်ဆံတဲ့အမှုရာကိုသိလိုက်ရတဲ့အခါကျတော့လူတိုင်းဟာမိမိကိုယ်ကိုမိမိအထင်ကြီးနေတဲ့ပုဂ္ဂိုလ်တွေပါမိမိကိုယ်ကိုမိမိအထင်ကြီးလေးစားနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ပြောမယ်ဆိုရင်မမှန်ဘူးလားမှန်တယ်မိမိကိုယ်ကိုမိမိအထင်ကြီးလေးစားတဲ့စိတ်ဓာတ်ရှိနေတဲ့သူအချင်းချင်းတူကိုတူဒီလိုမျိုးနှိမ့်ချတဲ့သဘောထားလေးနဲ့ပြုမှုလိုက်မယ်ဆိုရင်ကောင်းတဲ့ရလဒ်တွေရနိုင်ပါမလားမရနိုင်ဘူးခုဒီမှာလက်တွေ့ကြည့်ဝိတုဒ္ဓဘမင်းသားရဲ့အနုတ္တိယကိလေသာတွေကထကြွတဲ့ပရိယုဌာနကိလေသာဘက်ကိုပြောင်းသွားသည်ပြောင်းသွားပြီးတော့စိတ်ထဲမှာဘာဖြစ်သွားသလဲကဲငါထိုင်ခဲ့တဲ့ထိုင်ကုန်ကိုနှုတ်ရည်နဲ့ဆေးတာကတော့ရှိပါစီတော့တစ်ချိန်ငါမင်းဖြစ်ပြီးဆိုရင်တော့တာဂိဝေမင်းသားအလုံးကိုတပ်ဖြတ်ပြီးတော့ဒီနှုတ်ရည်နဲ့ဆေးခဲ့တဲ့ထိုင်ကုန်ကိုငါတာဂိဝေမင်းသားတို့ရဲ့လေချောင်းသွေးနဲ့ပြန်ပြီးဆေးကြောပြစ်မယ်ဒီလိုအာဃာတတရားကိုနှောင်ဖွဲ့ပြီးထားလိုက်ပြီအညှိုးတေးကိုထားလိုက်ပြီဒီအဆင့်ကိုတော့စိတ်ထဲမှာထကြွပြီးဖြစ်တဲ့ပြိယုဌာနကိလေသာအဆင့်လိုပဲခေါ်နိုင်ပါသေးတယ်နော်ကဲဒီနေ့ကျတော့အကြောင်းလေးညီညွတ်ပြီးဝိတုဒ္ဓဘမင်းသားလည်းပဲသာဝတိပြည်ကိုအုပ်ချုပ်မင်းလုပ်တဲ့အမင်းဖြစ်ကိုရပြီနေစဉ်က16နှစ်သားအရွယ်ကရှိခဲ့တဲ့အညှိုးတေးကယင်ထဲမှာတိတ်ကိုအာဃာတတရားအဖြစ်နဲ့ကင်းကုန်ပြီးနေတဲ့အခါကျတော့ပြန်လည်ပြီးတော့အမှတ်ရပြီတာဂိဝေမင်းသားတွေကိုပြန်လည်ပြီးတော့ခြေမုံပစ်ဖို့ဆိုတဲ့စိတ်ဓာတ်တွေကပေါ်ထွန်းလာပြီပေါ်ထွန်းတဲ့အစဉ်နဲ့ရလိုက်တယ်ဆိုရင်တော့တော်ပါတယ်ဒါပေမဲ့မင်းဆိုတဲ့အာဏာကိုရရှိပြီဆိုတဲ့အခါကျတော့အညှိုးတေးကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့လက်ထဲကိုအာဏာစစ်အပ်လိုက်တာကသိအန္တရာယ်မများဘူးလားများတယ်ဝိတုဒ္ဓဘမင်းကြီးပါလို့လေကပိလဝတ်ပြည်ကိုစစ်အင်အားနဲ့ကိုကြီးတက်ပြီးကြီးတက်တဲ့အခါမှာသာဝတိပြည်နဲ့ကပိလဝတ်ပြည်ရဲ့နေကြားလို့ခေါ်နိုင်တဲ့နေရာလေးတစ်ခုရောက်ပြီးရောက်တဲ့အခါမှာ
ကပိလဝတ်နေပြည်တော်ရဲ့တိုင်းပြည်တွင်းရှိတဲ့ကျိုးတိုးကျဲတဲ့အရေးအာဝါဒအောက်မှာနေပူဒံကိုခံပြီးတော့မြတ်စွာဘုရားရှင်တရင်သုံးစံနေတော်မူတာကိုတွေ့လိုက်ပြီတွေ့တဲ့အခါကျတော့မိမိစီးနှင်းလာတဲ့ရင်ဘော်ကဆင်းပြီးမြတ်စွာဘုရားကိုကြော့တယ်ကြော့ပြီးတော့မြတ်စွာဘုရားကိုလျှောက်ထားတယ်ဘယ်လိုလျှောက်ထားသလဲဘုန်းတော်ကြည်တော်မူပါပြီသောမြတ်စွာဘုရားတပည့်တော်တို့တောင်ဘုဒ္ဓဒီဘက်တိုင်းပြည်ဘက်မှာအလွန်တရာအရေးအာဝါဒကောင်းတဲ့ပညာပင်ကြီးတွေရှိကြပါလေတို့အရေးအာဝါဒကောင်းတဲ့ပညာပင်ကြီးအောက်မှာတရင်မသုံးပါပဲလျက်ကပိလဝတ်ဒီထဲမှာရှိတဲ့ကျိုးတိုးကျဲတဲ့အရေးရှိနေတဲ့နေပူရန်ခံရတဲ့တစ်ပင်အောက်မှာဘာကြောင့်များမြတ်စွာဘုရားရှင်တရင်သုံးစံနေတော်မူပါသလဲလို့ဒီလိုမေးမြန်းလျှောက်ထားလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကဘယ်လိုပြန်ပြီးမိတ်တယ်မင်းကြီးအရေးတွေထဲမှာဆွေမျိုးတို့ရဲ့အရေးကအေးချမ်းလာပါလေကွယ်ဒီလိုပြန်ပြီးတော့မိတ်ပါတယ်နော်မြတ်စွာဘုရားရှင်မိတ်တော်မူတဲ့စကားကိုအကြောင်းပြုပြီးတော့ဝိတ္တုပမင်းကြီးမှာဘယ်လိုနားလည်သွားလဲဟောမြတ်စွာဘုရားရှင်ဟာမိမိရဲ့ဆွေတော်မျိုးတော်တွေဖြစ်တဲ့ဒါဂီဝင်မင်းသားတွေကိုစောက်ရှောက်လိုတယ်နဲ့တူတယ်ဆိုဒီလိုနားလည်သွားပြီးတော့မိမိရဲ့တိုင်းနိုင်ငံကိုပြန်လှည့်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်ဒီလိုနဲ့ဒုတိယအကြိမ်ကြိုးစားပြီးဒုတိယအကြိမ်မှာလည်းပဲမြတ်စွာဘုရားရှင်ကမိမိတို့ရဲ့မျိုးနွယ်တွေကိုစောက်ရှောက်တဲ့အနေနဲ့ဒီလိုပဲကျိုးတိုးကျဲတဲ့ရေးအောက်မှာထိုင်ပြီးတော့နေတယ်ဒီလိုတွေ့တော့မိပြီမိတော့မြတ်စွာဘုရားရှင်ကဆွေမျိုးတို့ရဲ့အရေးကအလွန်အေးချမ်းပါလေကွယ်ဒီလိုပဲဆက်ပြီးမိတဲ့အခါကျတော့ဒုတိယအကြိမ်နဲ့ဒီလိုပဲပြန်လှည့်ပြန်သွားတယ်တတိယအကြိမ်မှာလည်းဒီလိုပဲဖြစ်တဲ့အခါကျတော့ဒီလိုပဲလှည့်ပြန်သွားခဲ့တယ်အာကာဒအလွန်တရာကြီးနေတဲ့ဝိတ္တုပမင်းကြီးရဲ့စိတ်တွေကဘယ်လိုမှအကျိုးမပြေကြဘူးသဒုဋ္ဌအကျင့်ကြိုးစားပြီဒီလိုကြိုးစားတဲ့အခါကျတော့မြတ်စွာဘုရားရှင်လည်းမိမိရဲ့တပ္ပညုတဉာဏ်တော်နဲ့လှမ်းကြည့်ပြီဒီတစ်ချိန်တော့ဘယ်လိုမှမိမိရဲ့ဆွေမျိုးတော်ကိုစောက်ရှောက်ဖို့ရမဖြစ်နိုင်တော့ဘူးအတိတ်ကထူထောင်ခဲ့ဘူးတဲ့ကာယကံမစင်ကြယ်မှုမနောကံမစင်ကြယ်မှုဝစီကံမစင်ကြယ်မှုဆိုတဲ့ဒုစရိုက်တရားတွေကအကျိုးပေးဖို့ရန်အတွက်အချိန်တန်ကြပြီရင့်ကျက်ကြပြီဆိုတာကိုသိတဲ့အခါကျတော့သရုပ်ထအချိန်မြောက်မှာတော့မြတ်စွာဘုရားရှင်လက်လျှော့လိုက်ပြီဝိဇ္ဇုပမင်းကြီးလည်းပဲမြတ်စွာဘုရားရှင်ကိုမတွေ့တဲ့အခါကျတော့ကပိလဝတ်ပြည်ထဲကိုဝင်ပြီးတော့မိမိရဲ့ဘိုးတော်ဖြစ်တဲ့မဟာနန္မင်းကြီးနဲ့အတူတကွရှိနေတဲ့ပုဂ္ဂိုလ်အချို့ကိုတော့အသက်ချမ်းသာခွင့်ပေးလိုက်ပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်ဒါကေဝင်မင်းမျိုးမှန်သမျှကိုမွေးကာစကလေးပါမကြံကိုအကုန်လုံးကိုတပ်ဖြတ်ပြလိုက်တယ်။အမတန်မှကြောက်ဖို့ကောင်းတယ်။ဒီလိုမျိုးအပြုမှုကိုဇာတိကြတဲ့ပုဂ္ဂိုလ်တွေကမပြောကြတယ်လေ။ဩဒါကေဝင်မင်းသားတွေဝိတ္တုပမင်းသားငယ်ရွယ်စဉ်ကာလကပြုကျင့်ခဲ့ဘူးတဲ့ကံကလေးကတိတ်ကိုတည်နေလာပါလေ။မပြောပလောက်တဲ့ဒီလိုအမှုကလေးအတွက်ဒီလောက်ထိကလေးစားစီတာကတော့မကောင်းပါဘူးဆိုတီတိုနဲ့ပြောဆိုကြတယ်။ကဲဒီခါကျတော့မြတ်စွာဘုရားရှင်ရဲ့နားတော်ကိုရောက်ပြီမြတ်စွာဘုရားရှင်ရဲ့နားတော်ကိုရောက်ပြီဆိုတဲ့အခါကျတော့မြတ်စွာဘုရားရှင်ဘာဆက်ပြီးမိတော်မူသလဲစေတယံတို့ဒါဂီဝင်မင်းသားတွေအသက်ဖြတ်ခံရတယ်ဆိုတဲ့အကြောင်းကပြစ္ဆုတ်ပံကံကိုကြည့်မယ်ဆိုရင်တော့မဖြစ်တဲ့မဖြစ်ထိုက်တဲ့အမှုကြီးတစ်ခုဆိုတာတော့မှန်ပါလေဒါကိမေမင်းသားတွေဟာပြစ္ဆုတ်ပံကာလမှာစင်ကြယ်တဲ့ကာယကံဝစီကံမနောကံမှုတွေကိုပြုကျင့်နေကြတဲ့ပုဂ္ဂိုလ်ကြီးဆိုတာမှန်တယ်သို့တော်လေအတိတ်ဘဝတစ်ခုမှာတန်ဃာရွာမှာဒါကိဝင်မင်းသားတွေဖြစ်တဲ့ပုဂ္ဂိုလ်တွေကတန်ဃာရွာတစ်ခုမှာတာပြီးလူဖြစ်ကြပြီလူဖြစ်တဲ့အခါမှာတစ်ချိန်မှာမြစ်ထဲမှာရှိတဲ့ငါးတွေကိုအစိတ်ခတ်ပြီးတော့တတ်မယ်ဆိုပြီးတော့အလုံးကသဘောတူညီမှုပေးပြီးတော့အစိတ်ကတပ်ဖြတ်ခဲ့တဲ့အကုသိုလ်ကံကြီးကိုထူထောင်ခဲ့ကူးကြတယ်။ကာယကံမစင်ကြယ်မှုမနောကံမစင်ကြယ်မှုဝစီကံမစင်ကြယ်မှုဆိုတဲ့မစင်ကြယ်မှုကိုပြုကျင့်ခဲ့ကြတဲ့အတွက်ကြောင့်ဒီကံကရင့်ကျက်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီဘဝမှာပြစ္ဆုတ်ပံကာလမှာစင်ကြယ်တော်ညာလေးပဲအတိတ်ကကံရဲ့အကျိုးပေးကအခွင့်သာပြီးရင့်ကျက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးမိမိကိုတတ်ဖြတ်မဲ့ပုဂ္ဂိုလ်ပေါ်လာရတာပဲမိမိကိုတတ်ဖြတ်မဲ့ပုဂ္ဂိုလ်ကိုကြိုးစိုးရေးမိမိရဲ့ကံကပဲလုပ်လိုက်တာမဟုတ်ဘူးလားဟုတ်တယ်မိမိတို့ရဲ့ကံကပဲမိမိတို့ကိုတတ်ဖြတ်မဲ့ပုဂ္ဂိုလ်ပေါ်ထွန်းလာအောင်ကိုလမ်းဖွင့်မပေးလိုက်ဘူးလားလမ်းဖွင့်ပေးလိုက်တယ်ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားရှင်ဟိုတနေရာမှာဓမ္မပဒမှာ
ဂါထာလေးတစ်ပုဒ်ဟောထားတာရှိတယ်နော်။ဘာပြောတယ်လဲ။အတ္တနာယိကတံပါပံအတ္တဇံအတ္တတံဘဝံအဘိမတ္တိဒုံမေတံဝစီရံဝတ္တမမယံမနိ။ဘာပြောတယ်လဲ။ကြောက်မှဖြစ်ပေါ်လာတဲ့စိန်ဟာမိမိမိယာဖြစ်တဲ့အဲ့ဒီကြောက်ကိုပဲထင်းဖောက်ဖြစ်စည်းတဲ့ကဲ့သို့လေမိမိပြုတဲ့မိမိကြောက်ဖြစ်တဲ့မကောင်းမှုကံကပဲအဲ့ဒီကံကိုပြုတဲ့လူမိုက်ကိုဖြစ်စည်းတာဖြစ်တယ်ဘယ်သူကြောင့်ဖြစ်တယ်လို့ပြောစရာလူသေးလားမလိုဘူးမိမိတို့ပြုခဲ့တဲ့ကံကိုမိမိတို့ခံကြရတာပဲမိမိတို့ခံရတဲ့အချိန်မှာအသိဉာဏ်ရှိတဲ့ဘဝတစ်ခုရထားရင်တော့ပြုံးပြုံးကလေးနဲ့သာခံကြပြီတော့ဒါကြောင့်လေထပ်ပြီးတော့မတုံ့ပြန်လိုက်ကြနဲ့တုံ့ပြန်လိုက်ရင်တော့ဒီကံကအတိတ်တစ်ခုထပ်ပြီးတော့အာကောင်းသွားလိမ့်မယ်အနာဂတ်တန်တရားခီးမှာထပ်ပြီးတော့ဒီကံရဲ့အကျွေးတွေကိုမိမိတို့ကပေးဆက်ကြရမှာဖြစ်တယ်နော်မိမိတို့အနေနဲ့ကဒီဘဝရရှိတာကကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်လို့ခေါ်တဲ့တုစရိုက်ကံတွေကိုထူထောင်ဖြစ်ဖို့ရန်အတွက်သာမိမိတို့ဘက်ကကြိုးစားဖို့လိုတယ်မိမိတို့ဘက်ကနေကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုပြုကျင့်ဖို့ရန်အတွက်ကတော့မိမိတို့ဘက်ကနေမကြိုးစားသင့်ဘူးအဲ့တော့မြတ်စွာဘုရားရှင်ခဏကသစိတ်တာတုတ်တံမှာဗာဆက်ပြီးမိတ်တယ်လဲဆိုရင်မိမိတို့ရဲ့စိတ်မှာလောဘတရားတွေဒေါသတရားတွေမောဟတရားတွေကများစွာမဖြစ်ပဲအနည်းငယ်မျှတာဖြစ်တယ်ဆိုတာသိကြတယ်ဆိုကြစို့မိမိတို့ရဲ့စိတ်ယုံ nant တဏ္ဍန်စင်မှာလောဘတရားဒေါသတရားမောဟတရားဣဒ္ဓမစ္စရိယမာနတရားတွေဟာအနည်းငယ်မျှပဲဖြစ်တယ်ဆိုတာသိတယ်ဆိုရင်အဲ့ဒီလောက်နဲ့မကျေနပ်ကြပါနဲ့ထို့ထက်အလွန်ဒီကိလေသာတရားစိုးတွေမိမိတို့ရဲ့ယုတ်နံတဏ္ဍအစဉ်ကနေပေပြက်သွားအောင်ကိုကြိုးစားအားထုတ်ကြစမ်းပါဆိုမြတ်စွာဘုရားရှင်ဆက်ပြီးတော့တိုက်တွန်းပါတယ်ဒီနေ့အကုသိုလ်ကံတွေကိုပြုကျင့်ကြတဲ့ပုဂ္ဂိုလ်တိုင်းမှာအနုတ္တိယကိလေသာအစဉ်ကနေပရိယုဌာဏကိလေသာကိုကြောင်းရွှေ့ခြင်းဆိုတာရှိတယ်ပရိယုဌာဏကိလေသာအစဉ်ကနေဝိတိတ်ကမအစဉ်ကိုရောက်ရှိတဲ့အခါကျမှဒါလည်းလွန်ကျူးကြတာဖြစ်ပါတယ်ဒီလိုဝိတိတ်ကမလွန်ကျူးပြီးကျင့်တဲ့အစဉ်ဒီကိုမရောက်ရှိအောင်မိမိတို့ကဘယ်အကျင့်နဲ့မိမိတို့ကဒါကိုစောင့်ထင်းလို့ရတယ်လေဆိုရင်သာသနာတော်ရဲ့အနှစ်သာရလို့ခေါ်တဲ့တိခါ၃ရက်ထဲကသီလကျင့်စဉ်ကိုဖြူစင်အောင်မိမိတို့ကဖြည့်ကျင့်လိုက်မယ်ဆိုလို့ရှိရင်ကာယကံမစင်ကြယ်မှုဝစီကံမစင်ကြယ်မှုဆိုတဲ့ဝိတိတ်ကမလွန်ကျူးပြီးကျင့်တဲ့အစဉ်ကိုမရောက်တော့ဘူးသူတဲ့တခြင်းကိုရှောင်မယ်သူ့ဥစ္စာပစ္စည်းကိုခိုးယူခြင်းကိုရှောင်မယ်ကာမမှု၌မှားယွင်းစွာကျင့်ခြင်းကိုမိမိတို့ကရှောင်ကြမယ်ဘုရားစကားပြောဆိုခြင်းကိုရှောင်မယ်ဒီရဲ့တောက်စားခြင်းဆိုတဲ့တောက်စားခြင်းအမှုကိုရှောင်ကြမယ်ဆိုလို့ရှိရင်မိမိတို့မှာကာယကံမှုတွေဝစီကံမှုတွေမနောကံမှုတွေမစင်ကြယ်သွားနိုင်ဘူးလားစင်ကြယ်သွားနိုင်တယ်သာသနာတော်ရဲ့အနှစ်သာရလို့ခေါ်တဲ့သီလကျင့်စဉ်သီလတိတ်ခါကိုဖြည့်ကျင့်လိုက်ခြင်းဟာလုံခြုံတဲ့ဘဝကိုပို့ဆောင်ပေးနိုင်တဲ့ကာယကံဖြူစင်မှုဝစီကံဖြူစင်မှုမနောကံဖြူစင်မှုဆိုတဲ့ဖြူစင်မှုကိုမဖြစ်စေဘူးလားဖြစ်စေတယ်ဒါဆိုလို့ရှိရင်သီလကျင့်စဉ်ဟာလွန်တရာမှမျက်နှိုးဖို့ကောင်းတဲ့ကျင့်စဉ်မဟုတ်ဘူးလားဟုတ်တယ်ဒီနေ့တရားနာပိသက်တွေသီလကိုဖြည့်ကျင့်ကြဖို့ကြိုးစားကြစမ်းပါလုံခြုံတဲ့ဘဝတစ်ခုကိုလိုချင်ကြတယ်ဆိုရင်တော့ဘယ်ဆောက်ရှောက်ကိုမှမမျှော်လင့်ကြနဲ့မဖန်တီးကြနဲ့သူဟာသူကံအားလျော်စွာဖြစ်ခဲ့ရင်တောင်မှတတိကြီးကြီးထားပြီးတော့သီလကိုမကြိုးမပေါက်နဲ့ဖြည့်ကျင့်နိုင်ပါမှတကယ်ကိုလုံခြုံတဲ့ဆောက်ရှောက်လုံခြုံတဲ့ဘဝကိုရရှိနိုင်ကြမှာဖြစ်တယ်ကဲမနောကံမစင်ကြယ်ခြင်းဆိုတာကိုတော့ဘယ်အကျင့်နဲ့ဖြည့်ကျင့်နိုင်မယ်ဆိုရင်ရနိုင်တယ်လေသာသနာတော်မှာဒုတိယအနှစ်သာရလို့ခေါ်တဲ့သမာဓိကျင့်စဉ်ဆိုတာရှိတယ်သမာဘတ်၈ပါးနဲ့ပရမဇန်သမာဓိဒုတိယဇန်သမာဓိတတိယဇန်သမာဓိသဒုဋ္ဌဇန်သမာဓိနဲ့တကွသမာဘတ်၈ပါးကိုစိတ်တဝိတ္တုဒ္ဓိလို့ခေါ်တယ်မိမိတို့အနေနဲ့ခုလိုဖောင်းတို့ရတရားစခန်းမှာအာနာပါနကိုလက်တွေ့သင်္ကြန်ကျုပ်ကိုအထုတ်ပြီးဝင်လေထွက်လေကိုထိထိပြီးဝင်သွားတဲ့နေရာထိထိပြီးထွက်သွားတဲ့နေရာလေးကနေစောက်ပြီးဖမ်းပြီးရှုပြီးဝင်လေထွက်လေဝင်လေထွက်လေဒီလိုနဲ့ရှုလို့စိတ်ကတဏှာကြီးခွဲဒီလိုငြိမ်သက်လာပြီဆိုတဲ့အခါမှာအကြောင်းတွေပြည့်စုံပြီဆိုတဲ့အခါမှာနမိတ်ပေါ်လာပြီဒီနမိတ်မှာစိတ်ကလေးကပ်ပြီးတော့နေထိုင်နိုင်ပြီ
တဏှာကြီးနေခြင်းလဲတဏှာကြီးနေလို့ရပြီတဏှာကြီးကွဲနေခြင်းလဲတဏှာကြီးကွဲနေလို့ရပြီတဏှာကြီးနေခြင်းနဲ့3 နာရီနေခြင်းနဲ့နေလို့ရပြီဆိုတဲ့အခါမှာဒီလိုပฏิဘာဂနမိတ်လို့ခေါ်တဲ့ဒီနမိတ်မှာစိတ်ကပ်ပြီးထားနိုင်တဲ့တဏှာကြီးကာလမှာမိမိတို့စိတ်ဓာတ်ဖြူစင်သွားတယ်မနောတုဇိယလို့ခေါ်တဲ့ကောင်းမွန်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်2 နာရီနေနိုင်2 နာရီစင်ကြယ်ပြီး3 နာရီနေနိုင်တယ်ဆိုရင်3 နာရီစင်ကြယ်ပြီးနေတယ်ဆိုတာကိုဒီနေ့ဟောတော့ရမှာဇံဝင်စားပြီးနေနေတဲ့ယောဂီသူတော်ကောင်းတွေဘက်ကတော့သဘောပေါက်ပြီးဖြစ်တယ်လို့ဦးဇင်းနားလည်ပါတယ်ဒါကိုကြည့်လိုက်မယ်ဆိုရင်ပေါ့ကာယကံမစင်ကြယ်မှုဝစီကံမစင်ကြယ်မှုကိုတော့သီလတိတ်ခါသီလကျင့်စဉ်နဲ့မိမိတို့ကဖြည့်ကျင့်ကြမယ်မနောကံစင်ကြယ်မှုကိုအလိုရှိတဲ့သူတော်ကောင်းတွေကနောက်တစ်ဆင့်ထပ်တက်ပြီးတော့ဟောတော့ရသာသနာရိပ်သာကိုလာပြီးတော့ဓမ္မတိကျင့်စဉ်တွေကိုကျင့်ကြံကြိုးကိုအားထုတ်လိုက်မယ်ဆိုရင်တော့မိမိတို့စိတ်တွေဟာအဖြူစင်မစင်ကြယ်သွားနိုင်ကြဘူးလားစင်ကြယ်သွားနိုင်တယ်ဓမ္မတိတိတ်ခါကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဟာစိတ်ထဲမှာထကြပြီးဖြစ်ပေါ်လာတဲ့ပြိယုဌာနကိလေသာကိုနှိပ်ကွပယ်ရှားနိုင်တဲ့ကျင့်စဉ်တစ်ခုပဲဖြစ်တယ်ဒါဆိုရင်ဓမ္မတိကျင့်စဉ်ဟာလွန်တရားမှမျက်နှိုးဖို့ကောင်းတဲ့ကျင့်စဉ်မဟုတ်ဘူးလားဟုတ်တယ်ကဲဓမ္မတိကျင့်စဉ်နဲ့ပြိယုဌာနကိလေသာလို့ခေါ်တဲ့ထကြတဲ့ကိလေသာကိုမိတို့ကစိတ်မှာမဖြစ်အောင်ကိုထိန်းချုပ်နိုင်လိုက်ပြီဒါပေမဲ့မိမိတို့ယုံ nant တဏ္ဍအစဉ်မှာအနုတ္တယကိလေသာတွေကတော့ကင်းကိုပြီးနေကြစေတာဖြစ်ပါလေမြတ်စွာဘုရားရှင်တင်နဲ့အာသဝတရားကုန်ခန်းတဲ့ယဟန္တာဖြစ်အောင်ကိုကျင့်ကြံကြိုးကိုအားထုတ်စေခြင်းပါလေဒါကြောင့်လေလုံခြုံတဲ့ဘဝဆိုတာကတော့အာသဝကင်းကွာယဟန္တာဖြစ်သွားတဲ့အချိန်မှာတော့ကာယကံဝစီကံမနောကံမစင်ကြယ်မှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့ဘဝလို့ခေါ်နိုင်တဲ့ယုတ်နံကိုရရှိနိုင်တဲ့ဘဝကနေကင်းလွတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့တကယ်လုံခြုံတဲ့အနေထားကိုရောက်ရှိသွားတယ်လို့အဲ့ဒီတော့မှတကယ်ပြောနိုင်တယ်အဲ့ဒီတော့မြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာတတိယအနှစ်သာရလို့ခေါ်တဲ့ပညာကျင့်စဉ်လို့ခေါ်တဲ့ဝိပဿနာကျင့်စဉ်ကိုသီလတည်းဟူသောမြေပေါ်မှာရပ်တည်ပြီးတော့ထူထောင်လိုက်တဲ့သမာဓိကိုအခြေခံပြီးတော့မိမိတို့ကယုတ်တရားတွေကိုဟုတ်တိုင်းမှန်စွာသိအောင်မိမိတို့ကကျင့်ကြံကြိုးကိုအားထုတ်ကြမယ်ယုတ်တရားတွေကိုပရမတ်စိုက်အောင်ကိုမိမိတို့ကကျင့်ကြံကြိုးကိုအားထုတ်မယ်ယုတ်တရားတွေကိုဟုတ်တိုင်းမှန်စွာသိဖို့ရန်အတွက်ဆိုရင်တော့ဓာတ်ကြီး၄ပါးကမ္မထမ်းနဲ့အကျဉ်းဤနှစ်သက်ရာကိုမိမိတို့ကရှုလို့သမာဓိအချိန်ဝါဒီအောက်ကောင်းတဲ့အခါမှာမိမိတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာယုတ်ကလတ်တည်ပြီးယုတ်ဆိုတာကကလတ်လို့ခေါ်တဲ့အသေးဆုံးအဖွဲ့နဲ့ဖွဲ့စည်းထားခြင်းသာဖြစ်ပါတယ်6ဌာန42ကောဌာနမှာရှိနေတဲ့ယုတ်တရားတွေကိုပရမတ်ဆိုင်အောင်သဘောတရား10မျိုး9မျိုး10မျိုးကိုမိမိတို့ကဉာဏ်နဲ့ထိုးထွင်းပြီးတော့ကြည့်ချလိုက်နိုင်ပြီသိသိနိုင်ပြီဆိုရင်တော့ယုတ်ကိုသိတဲ့ဉာဏ်ကိုရပြီယုတ်ကိုသိတဲ့ဉာဏ်ကိုအကြောင်းပြုပြီးတော့ဉာဏ်တရားတွေကိုဆက်လက်ပြီးသိအောင်မိမိတို့ကသမာဓိကိုအခြေခံပြီးကြိုးစားအားထုတ်မယ်ဉာဏ်တရားတွေကိုဝိသိစိတ်အစဉ်နဲ့မြင်နေအောင်မိမိတို့ကကြည့်မယ်ဝိသိတစ်ခုမှာဖြစ်ပေါ်သွားတဲ့စိတ်တက္ကနာတိုင်းမှာဖြစ်နေတဲ့စိတ်တက္ကနာတိုင်းမှာပါဝင်နေတဲ့ဉာဏ်တရားတွေကိုလည်းမိမိတို့ကကြည့်ချပြီးတော့သိသိတယ်ဒါဆိုရင်မိမိတို့ကနာမပရိစ္ဆေဒဉာဏ်ကိုရရှိပြီဒီခါမှာနာမရူပပရိစ္ဆေဒဉာဏ်လို့ရရှိနေတဲ့သူတော်ကောင်းကဒီယုတ်နံတွေဟာဘယ်လိုအကြောင်းကြောင့်များဖြစ်ပေါ်လာရပါသလဲဆိုပြီးတော့ဒီယုတ်နံတွေကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားကိုသိလို့တဲ့စိတ်နဲ့ပစ္စယပရိက္ခဉာဏ်လို့ခေါ်တဲ့ဉာဏ်ကိုရရှိရေးအတွက်ပရိစ္ဆသမုပ္ပါရှုွက်တွေကိုမိမိတို့ကရှေ့ဆက်ပြီးရှုမယ်မိမိတို့အတိတ်ဘဝထွေထွေကပြုစုပြောထောင်ခဲ့တဲ့ဘယ်ကုသိုလ်ကံကြောင့်ဒီဘဝမှာလူဘဝကိုရရှိတာပဲဆိုပြီးတော့မိမိတို့ကအဟုတ်တိုင်းမှန်စွာသိပြီဆိုတဲ့အခါမှာဒီယုတ်တရားဒီနံတရားဒီအကြောင်းတရားအကျိုးတရားတွေကိုနေသဒုက္ခအနတ္တလက္ခဏာကြီးသုံးတန်တင်ပြီးဝိပဿနာတင်ကြီးရှုပြီးဒီလိုနေသဒုက္ခအနတ္တလက္ခဏာကြီးသုံးတန်တင်ကြီးရှုလိုက်လို့ဝိပဿနာဉာဏ်တွေရင့်ကျက်တဲ့အဆုံးမှာမဲ့ဉာဏ်ပူဉာဏ်တို့ကပေါ်လာပြီဒီမဲ့ဉာဏ်ပူဉာဏ်တွေကမိမိတို့ယုတ်ဉာဏ်တဏ္ဍအစဉ်မှာကင်းဝတ်ပြီးတော့ငုတ်ရှိုးပြီးတော့နေကြတဲ့အနုတ္တယကိလေသာလို့ခေါ်တဲ့လောဘဒေါသမောဟတရားတွေကိုတဆင့်ပြီးတဆင့်ပယ်တတ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်အဲဒီလိုပယ်တတ်နိုင်တဲ့အချိန်မှာအကုသိုလ်တရားတွေကိုဖြစ်စေတတ်တဲ့
ကိလေသာတရားစိုးတွေကိုတစ်ဆင့်ပြီးတစ်ဆင့်ပယ်ဖြတ်လိုက်နိုင်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာလုံခြုံတဲ့ဘဝကိုရရှိသွားကြမှာဖြစ်တယ်။သောတာပန်သူတော်ကောင်းလို့ခေါ်တဲ့သောတာပတ္တိနဲ့သောတာပတ္တိဖို့တည်သွားပြီဆိုတဲ့အခါမှာသက္ကာဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုတဲ့ဒီကိလေသာတွေကိုခြေမုံပြစ်လိုက်နိုင်ပြီအကျဉ်းမဲ့ဖြတ်တောက်ပြစ်လိုက်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မို့ငါးပါးသီလဟာခါဖို့ပစိုးကဲ့သို့မြဲမြံသွားပြီ။ဒါဆိုရင်ကာယဒုစရိုက်ဝစီဒုစရိုက်တွေကသူ့မှာမဖြစ်ကြတော့ဘူး။ဒီလိုကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေပဲသူ့မှာအဖြစ်များပြီ။ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုဖြစ်စေတတ်တဲ့ကိလေသာတရားစိုးတွေကိုဒီလိုမဲ့တရားနဲ့ပယ်ဖြတ်နိုင်လိုက်တဲ့အတွက်ကြောင့်မို့ကိလေသာရဲ့ကျုံအဖြစ်ကနေပြီးတော့အဆင့်တစ်ခုလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်။ဒီနေ့အလုံးဟာကိလေသာရဲ့ကျုံပြုမှုကိုခံရတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါတယ်။ဒီလိုနုတ္တိယကိလေသာဓာတ်ခံတွေထင်ရှားရှိနေတဲ့ဘဝကိုရရှိထားတဲ့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အကြောင်းညီညွတ်လို့ရှိရင်တော့ကာယကံမစင်ကြယ်မှုဝစီကံမစင်ကြယ်မှုမနောကံမစင်ကြယ်မှုဆိုတဲ့တရားစိုးတွေကဖြစ်ပေါ်လာနိုင်ကြတဲ့အတွက်ကြောင့်မို့ဒီလကျင့်စဉ်ကိုလက်တွေ့ကြကြကျင့်ဖို့ဒီလကျင့်စဉ်ကိုလက်တွေ့ကြကြကျင့်ပြီးတော့ကာယဒုစရိုက်ဝစီဒုစရိုက်တွေကိုမဖြစ်ပေါ်အောင်ကိုဝိတိတ်ကမကိလေသာကိုချိုးနှိမ်ဖို့မိမိတို့ကကျင့်ကြံကြိုးကိုအားထုတ်ဖို့လိုတယ်။စိတ်ထဲမှာဖြစ်ပေါ်လာတဲ့မနောဒုစရိုက်တွေကိုမိမိတို့ကပယ်ဖြတ်ဖို့ရန်အတွက်သမာဓိကျင့်စဉ်ကိုမိမိတို့ကလက်တွေ့ကြကြကျင့်ဖို့လိုတယ်။တကယ်လုံခြုံတဲ့ဘဝတစ်ခုကိုရရှိဖို့ရန်အတွက်ပညာကျင့်စဉ်လို့ခေါ်တဲ့ဝိပဿနာကျင့်စဉ်ဘက်ကိုဆက်လက်ပြီးတက်လှမ်းနိုင်ဖို့ရန်အတွက်မလုပ်ရမလဲ။ကာမဂုဏ်အာယုန်တွေကိုဖယ်ရှောင်ပြီးတော့တရားစခန်းတွေကိုလာရောက်ပြီးတရားအထုတ်ဖို့လိုတယ်။ဒီတဲ့အလွန်ပိုပြီးစွမ်းနိုင်ရင်တော့အမျိုးသမီးတွေကသီလရှင်ဝတ်အမျိုးသားတွေကရဟန်းပြုပြီးတော့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်တွေကိုကျင့်ကြံကြိုးကိုအထုတ်ကြဖို့တော့လိုတယ်။ဒီလိုအထုတ်တဲ့ကျင့်စဉ်ကိုကျင့်ကြံခြင်းဟာကာမဂုဏ်မှဖြတ်မြောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့အတွက်နိက္ခမဓက္ခံနိက္ခမကျင့်စဉ်လို့ပြောလို့ရတယ်။ဒီလိုနိက္ခမဓက္ခံကိုဖြစ်ထွန်းစေခြင်းတဲ့အတွက်ကြောင့်ဟောဆရာတော်ကြီးတရားသိတဲ့အခါအမြဲတမ်းသိလေးရှိတဲ့ဂါထာလေးနဲ့ဒီနေ့အားလုံးပဲတရားသိကြစို့။ဟိတဝါကာမေတပ္ပိစိန်တုတန္တောဂံဘိရစိန်တကာဒေတုံမေပြအနုတိခါဝောတပ္ပိစိတာသူပေသလားတန်တော်ဖျားလျာပစ္စေကနှင့်အရိယာနွယ်လောင်းဟိုတို့ရှိကသူတော်ကောင်းတို့သည်ဂံဘီရစိန်တကာနည်းနည်းတဲ့တသဘောတွေကိုနည်းနည်းစွာချမ်းစင်ချမ်းကောင်းဝင်တော်မူကြကုန်သည်ဖြစ်၍ကာမေရှိကပြုဖန်ကုသိုလ်ကံတို့စီမံထောက်မှလည်းရောက်ရသာညာလာဇနီးတဲ့ကြည်ကြည်ငယ်နှင့်နိနွယ်ရောယူကိုတော်တို့ပိုင်သာတိကာမဝတ္ထုစုစုတို့ကိုဟိတ်တွာငါတို့ပိုင်ညာဤကာမတရားတို့သည်ညာနေဆက်ဆံမိတွေကဝန်ချမ်းရံတွေကမြောက်များတကယ်ကိုကြောက်လန့်ပွေဒီပါတကားဟုကြောက်အားတော်ညံကျွဲလွတ်လွတ်ကြီးဆွံပေတော်မူကြကုန်သည်ဖြစ်၍သဗ္ဗေစိန်သူကရဝတသမ္မာရဟုကိစ္စများမြောင်လူတို့ပေါင်းဝတ်နောင်ကိုလွတ်အောင်ကျုံးလေးရဲ့ယုံကံထွက်၍နှစ်သက်ရှင်လန်းရှင်ဟန်ပြု၍ဒေါထတော်မူကြလေကုန်ပြီဒုမေပိမြတ်နိကမတအာတယဟုသန္တာကိန်းအောင်တင်သူတော်ကောင်းတို့သည်လည်းပဲသဗ္ဗေစီတာဝတ္ထုကာမဟုသမျှမှအရာအရာကျုံးလေးရဲ့ယုံကံထွက်ကြကုန်သည်ဖြစ်၍သူပေသလားသာမီတာမိပြခုံမင်းပုံသွင်းတို့ချစ်ခင်လေးမြတ်နှစ်သက်အပ်သောသီလကိုစီကိုငါရှိကြကုန်သည်ဖြစ်၍ဒေထိုပြားလျာပစ္စေကနှင့်အရိယာနွယ်လောင်းဟိုတို့ရှိကသူတော်ကောင်းတို့ကိုအနုတေခါဝောတုလိုက်ကစင်တရာကိုစင်ကမသွေအာထုတ်နိုင်ကြပါစေကုန်တည်းကဲအမြပြေဝေကြစို့အားလုံးပဲမစင်နဲ့လိုက်ပြီးဆိုကြရအောင်မေတပြည့်တော်ဤဓမ္ပုံညာဤနေ့ဤရဲ့၌ပြုလုပ်ရသောကောင်းမှုကုသိုလ်သည်အာတဝေခယဝံအာတဘောတရားတို့ဤဂုံရာဖြစ်ပါစေတည်းမေတပြည့်တော်ဤ
ဣဒံပုညံဤနေ့ဤရက်၌ပြုလုပ်ရသောကောင်းမှုကုသိုလ်သည်နိဗ္ဗာနတနိဗ္ဗာန်သို့ရောက်ခြင်းဤပစ္စယောအကြောင်းထောက်ပံ့သည်ဟောတုဖြစ်ပါစေတည်းမမတပြည့်တော်ဤဘုံညဘာကံဤနေ့ဤရက်၌ပြုလုပ်ရသောကောင်းမှုကုသိုလ်ဤဖို့ပါကကိုတပ္ပတတ္ထာနံခတ်သိမ်းကုန်သောတတ္တဝါတို့အားဘာစေမိအမြပေးဝေပါ၏ဒေတတ္တိထိုတတ္တဝါတို့သည်နေတပြည့်တော်နှင့်ဓမ္မံသတ္တုထမြဘုံညာဘာကံကောင်းမှုကုသိုလ်ဤဖို့ပါကကိုလဗန္တုရရှိကြပါစေကုန်တည်းသာဓု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 သာ